မင်္ဂလာပါမတွေ့တာရမ်းကြာသွားပြီဖြစ်တယ်ဖျားတခင်အရန်ကောင်းမြတ်တာဖြစ်တယ်နော်ဆိုတော့ဒီနေ့ဖျားတခင်ရဲ့ကောင်းမြတ်ခြင်းကိုအားလုံးသူတကွာလာရောက်ပြီးတော့ကောင်းကြီးခံစားဖို့အတွက်တကားတစ်ချက်လာဖွင့်ပေးတာဖြစ်တယ်ဆိုတော့ဖျားတခင်ကအရန်ကောင်းမြတ်သောဖျားဖြစ်တယ်ဒီနေ့ကျွန်မခေါင်းစဉ်လေးပေးခြင်းတဲ့အရာကမိတ်ဆွေတင်းရဲ့နာကြည်ခြင်းခါတိခြင်းမပေါ့ပါလန်းဆန်းခြင်းတို့ဆိုတဲ့အရာနဲ့ဒီနေ့အလင်းပေးချင်တာဖြစ်တယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ညောင်စောတော့ဒီနေ့ကျမတို့ယုံကြည်သူတွေဒီနေ့ဘာကြောင့်မပေါ့ပါနိုင်တာလဲ။ဘာကြောင့်မလန်းဆန်းနိုင်တာလဲဆိုတဲ့အရာကိုဒီနေ့ဘုရားသခင်ကအလင်းပေးလာတဲ့အခါမှာတာရွေ့နားလည်လာတာဖြစ်တယ်။ဆိုတော့ဘုရားသခင်ကအရန်ကောင်းမြတ်သောဘုရားဖြစ်တယ်။ဒီနေ့ဘုရားကကျမတို့ကိုအချိန်နဲ့အမျှစကားပြောတဲ့အခါမှာကျမတို့ကတာရွေ့နားလည်လာတာဖြစ်တယ်။တာရွေ့ဘုရားသခင်ရဲ့အလိုတော်ကိုတာရွေ့နားလည်လာတာဖြစ်တယ်။ညောင်စောသောအချိန်မှာကျမတို့ရဲ့စန္ဒဒီတိုင်းဆိုကောင်းမှာပဲဟိုတိုင်းဆိုရင်အဆင်ပြေမှာပဲဆိုပြီးတော့အချိန်ချင်းစူးစမ်းတဲ့ခါမှာညောင်စောသောနာကြည်ခြင်းခါတိခြင်းကနေမလွတ်မြောက်နိုင်ပါဘူးဆိုတော့ကျမဗမာပြည်ကိုကျမပြန်သွားတဲ့ခါမှာကျမဘုရားသခင်ရဲ့နိုးစော်ခြင်းကြောင့်ချီနှောင်ခြင်းခါတိခြင်းတွေကိုဘုရားသခင်ကဖွင့်ပြတဲ့ခါမှာကျမတစ်ခေါက်လိုက်လွင့်ခဲ့တယ်ဘာကြောင့်လဲဆိုလို့ရှိရင်ညောင်စောသောလူတွေပေါ်မှာခါတိနာကျင်ခြင်းတွေကြုံတဲ့ခါမှာခွင့်လွတ်ခြင်းနဲ့သို့တော်ညာလည်းခွင့်မလွတ်နိုင်တဲ့အရာတွေအဖြစ်ကျွန်မတစ်ခေါက်ကျွန်မလိုက်လွင့်ပြီးဖြစ်တယ်မြန်မာပြည်ရောက်တဲ့ခါမှာအင်တာနက်ကအရက်ခက်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်မကကာလတစ်ခုမှာကျွန်မကွင်းစင်းတဲ့အလုပ်ကိုပဲကျွန်မလှုပ်ဆောင်တာဖြစ်တယ်ဆိုတော့ဒီနေ့ဘန်ကောက်ကိုပြန်ရောက်လာတဲ့ခါမှာဘုရားသခင်ကနေပြီးမှတစ်ခေါက်ပြန်ပြီးတော့ဖွင့်ပြတဲ့အရာကိုဒီမှာရှိတော်သူတွေကိုတက်သေးခံခြင်းနဲ့တစ်ခေါက်ပြန်လဲပြီးတော့ sharing လုပ်ပေးမှာဖြစ်တယ်။ခေါင်းစဉ်လေးကခါတီးခြင်းနာကျင်ခြင်းမှပေါ့ပါလန်းဆန်းခြင်းတို့ဆိုတဲ့ခေါင်းစဉ်လေးပေးချင်တာဖြစ်တယ်။သင်ရဲ့ခါတီးခြင်းနာကျင်ခြင်းတန်ရာကိုသင်ဘယ်လိုပုံစံမျိုးနဲ့ကုသနေတာလဲဆိုတဲ့အရာကိုလည်းဒီမှာတစ်ခေါက်ပြန်ပြီးတော့နိုးစော်ချင်တာဖြစ်တယ်။ညစောတော့လူတွေကကိုနာကျင်တဲ့လူကိုကခွင့်လွှတ်လိုက်ပြီဆိုလို့ရှိရင်ခွင့်လွှတ်လိုက်ပြီလို့ပဲထင်ကြတယ်။သို့တော်ညာလဲကာလချိန်ကြတဲ့အခါမှာခွင့်မလွတ်ပါဘူး။ဘာကြောင့်လဲဆိုလို့ရှိရင်ကျမတို့ကကိုနီးကိုဟန်နဲ့သွားတာဖြစ်တဲ့အတွက်ကြောင့်ကျမတို့ကမထိရောက်တာဖြစ်တယ်။ကျမတို့ရဲ့နှလုံးသားတန်ရာကိုဘယ်တော့မှကုမတနိုင်တဲ့အရာကိုရွေးမိလို့ဖြစ်တယ်။ခွင့်လွတ်ပြီးတဲ့အခါမှာပြန်ပြီးတော့ကျမတို့စိတ်ဝိညာဉ်ကိုပြန်လည်ပြီးတော့အမြဲတမ်းပြန်လည်ညှင်းဆဲခံရတဲ့အခါမှာပြန်ပြီးတော့ဒီအရာလေးတွေဖြစ်လာတဲ့အရာကိုဒီနေ့ဘုရားသခင်ကဘာယောသက်အားဖြင့်ကျွန်မကိုစကားပြောတာဖြစ်တယ်ယောသက်ဆိုတဲ့အရာကနော်မိဘအရန်ချစ်ခံရတော့သူဖြစ်တယ်တနေ့မှာဘုရားသခင်ကသူ့အားဖြင့်ဘုရားသခင်အလုပ်လုပ်ချင်တာဖြစ်တဲ့အတွက်ကြောင့်အိမ်မက်ယူပါယုံကလေးကိုပေးလိုက်တဲ့ခါမှာယောသက်ဆိုတဲ့လူလေးကဘာလုပ်တာလဲအဲ့ဒီအချိန်မှာသူအသက်18နှစ်ပဲရှိသေးတယ်ဘုရားကသူ့ကိုအိမ်မက်ပေးတယ်ယူပါယုံကိုဘုရားသခင်သူ့ကိုဖွင့်ပြတယ်နောင်ဖြစ်လာမယ့်အရာကိုဘုရားသခင်ကသူ့ကိုဖော်ပြတယ်ဒါပေမဲ့ယောတက်ကဘာတစ်ခုကိုမားသွားတာလဲဆိုလို့ရှိရင်သူ့ကိုမေတ္တာစကားမပြောနိုင်တော့သူ့ကိုမချစ်နိုင်တဲ့မိသားစုဖြစ်တဲ့သူ့ရဲ့ညီကိုမောင်နှမတွေရှေ့မှာသူကအဖြစ်မှန်ကိုဖွင့်ပြောပြလိုက်တဲ့ခါမှာမိသားစုကဘာဖြစ်တာလဲသူပါပြောပြတာလဲဆိုသူ့အိမ်မက်ထဲမှာတဲ့ဘုရားကသူ့ကိုဘယ်လိုစကားပြောတာလဲဆိုလို့ရှိရင်ကောက်လိုင်းလေးတွေကိုတဲ့စီးပြီးတော့တဲ့သူ့ကောက်လိုင်းကအလယ်မှာတဲ့ဘေးအောက်မှာပတ်လဲမှာရှိနေတဲ့ကောက်လိုင်းတွေကအားလုံးကသူ့ဖက်ကိုဥညွတ်နေတဲ့အရာကိုသူပြောပြတယ်။ဒါနဲ့နောက်တစ်ခေါက်အိမ်မက်ကိုသူကလည်းပြန်ပြောပြတဲ့ခါမှာတဲ့ညီကိုမောင်နှမတွေကဘာဖြစ်လာတာလဲဆိုလို့ရှိရင်ကျေစက်တလုံးကတဲ့နော်ကျေစက်တလုံးကဘာလုပ်တာလဲဆိုလို့ရှိရင်သူ့ကိုဘာလုပ်တာလဲဝိုင်းပြီးတော့လတကွာနဲ့ကျေစက်တလုံးတို့ကတဲ့သူ့ကိုရှစ်ခိုးတယ်ဆိုတဲ့အိမ်မက်ကိုသူကရလာတာဖြစ်တယ်ဆိုတော့အဲ့ဒီအရာကိုသူကဝမ်းပန်းတတာနဲ့ဘုရားသခင်သူ့ပေါ်မှာအနာဂတ်တွေအတွက်အိမ်မက်တွေကိုသူ့ကိုပြောပြတဲ့အရာကိုသူအယံကြီးပျော်ရွှင်စွာနဲ့သူ့ကိုအင်မတန်မှသူခင်တွယ်တဲ့မိသားစုကိုသူပြောပြတဲ့ခါမှာမဖြစ်တာလေသူ့ရဲ့ညီကိုတွေကသူ့ကိုပို့ပြီးတော့မုန်းတီးတယ်တဲ့အစကတည်းကမေတ္တာမရှိခဲ့တဲ့ညီကိုမောင်နှမတွေကနေပြီးမှသူ့ပေါ်မှာတာပြည့်မုန်းတီးခြင်းတွေပြန်ပြင်းထန်လာတဲ့ခါမှာသူ့အဖေကပြောလာတာလေဆိုရှင်နင်ပြောဆိုခြင်းအရာနင်ဖွင့်ပြောပြတဲ့အိမ်မက်အရာဆိုလို့ရှိရင်တဲ့ငါနဲ့နင်မိခင်နဲ့နင်ညီကိုမောင်နှမတွေကနစ်ကိုရှစ်ခိုးကြောရမယ်ကိုဆိုလိုတာလားတဲ့ယောသက်ကတော့သူမသိဘူးသို့တော်ညာလဲသူ့ရဲ့အိမ်မက်အတိုင်းကိုသူပြောပြတဲ့ခါမှာ
ရောတက်ဘဝကစတင်ပြီးတော့ဝမ်းနေစရာကြေကွဲစရာနာကြီးစရာကိစ္စတွေပေါ်လာတာဖြစ်တယ်ရောတက်အနေနဲ့ဘာဖြစ်တာလဲဆိုရင်ဝမ်းသာစရာတည်င်းနော်မိတ်ဆွေတင်တို့ကကြုံဘူးသလားတင်တို့ရဲ့ဝမ်းသာစရာတည်င်းတွေတင်တို့အထဲမှာနော်ချီးမွမ်းစရာတွေပေါ်လာတဲ့ခါမှာတင်တို့မိသားစုတင်တို့ရဲ့ချစ်တော်ညီကိုမောင်နှမတွေတင်တို့ရဲ့မိခင်ဖခင်ကိုတော့တင်တို့ပြောပြကောင်းပြောပြလိုက်မယ်သို့တော်ညာလဲရောတက်လေးခါကြတော့ပြောပြစရာမိခင်ဖခင်ညီကိုမောင်နှမတွေကိုပထမဆုံးမင်္ဂလာသတင်းတည်ရက်သားနဲ့ဘာဖြစ်တာလဲညီကိုမောင်နှမတွေကပို့ပြီးတော့မုံတီးယွန်ရှာတဲ့သူ့ကိုတာရပို့ပြီးတော့ထပ်ဆင့်တာရမုံလာတာကိုတွေ့ရတာဖြစ်တယ်ဆိုတော့ဒီနေ့ဒီအရာကိုချစ်ချင်းအားဖြင့်ရောတက်သည်ငကိုကလေးကအကိုတွေရဲ့ချစ်ချင်းကိုမခံရတဲ့အတင်မကဘာလို့တာလဲဆိုလို့ရှိရင်နောက်ဆုံးရောတက်ကိုသေခြင်းတရားထဲတောင်မှသူတို့ပို့ချင်လာတာဖြစ်တယ်နောက်ဆုံးကုံမှာကျွန်အဖြစ်ရရဆက်ရောင်းချလိုက်တာဖြစ်တယ်ဆိုတော့ဒီနေ့တင်းရဲ့ကောင်းကြီးဖြစ်လာမယ့်အနာဂတ်ကိုမိသူတူမှမကြားချင်ပါဘူးတင်းအတွက်ဖျားသခင်များစွာသောယူပါယုံတွေကိုတင့်ကိုဖွင့်ပြနေဆိုလို့ရှိရင်တင်နှုတ်စိတ်နေဖို့အရန်အရေးကြီးတာကိုလည်းနောက်တစ်ခေါက်ထပ်ပြီးတော့အလင်းပေးတာဖြစ်တယ်။ဘာကြောင့်လဲဆိုလို့ရှိရင်တင့်ကိုမေတ္တာမထားနိုင်တဲ့ညီကိုမောင်တို့ကနေများစွာရှိကောင်းရှိမယ်။တင့်ကိုမချစ်တင့်ကိုမနာလိုပြီးတော့မုံတီးနေတဲ့ညီကိုမောင်တို့ကနေလည်းများစွာရှိကောင်းရှိလိမ့်မယ်။ဆိုတော့ဒီနေ့ရောတက်ဘဝခါကြတော့အရင်ခောက်ညီကိုမောင်တို့ရဲ့မုံတီးခြင်းမနာလိုခြင်းတိုက်ခိုက်ခြင်းအားဖြင့်တိုင်းတစ်ပါးကိုကျွန်းအဖြစ်ရောင်းချလိုက်တာဖြစ်တယ်။ရောတက်ရဲ့ဘဝမှာအသက်18နှစ်အရွယ်ဆိုတာကတကယ်ပဲသူတို့အချိန်အဲ့ဒါလူလက်အရွယ်လေးပေါ့နော်။ဥပမာသူလူငယ်ဘဝအသက်တောင်18နှစ်မပြည့်သေးတဲ့အချိန်မှာဘလောက်ထိအားကိုးရမဲ့ဖြစ်ပြီးတော့တစိမ့်ထဲမှာကျွန်းအဖြစ်တောင်မှရောင်းစားခြင်းခံရတယ်ဆိုတဲ့အရာကဘလောက်ထိတောင်ဆိုးလဲဘလောက်ထိတောင်မှဝမ်းနည်းဖို့ကောင်းတယ်လဲဘလောက်ထိတောင်မှနာကြီးစရာကောင်းတယ်လဲဆိုတော့ရောတက်ဘဝမှာမလုပ်တာလဲမတက်နိုင်တဲ့အစုံမှာအကိုတွေရဲ့ရောင်းချခြင်းကိုဘာဖြစ်တာလဲလက်စားခြင်းခံရပြီးတော့တိုင်းတစ်ပါးမှာကျွန်းအဖြစ်အနေနဲ့ရောင်းစားခြင်းခံရတယ်ရောတက်ကအင်မတန်မှလာပါတယ်ညီကိုမောင်နှမတွေထဲမှာသူကအစင်းလာတယ်ဘုရားသခင်အယံကြီးကြိုက်ညက်တတ်တဲ့သားတယောက်ဖြစ်တဲ့အတွက်ကြောင့်ဖခင်ကလည်းအထူးချစ်မြတ်လို့တဲ့သားတယောက်ဖြစ်တယ်အဲကြောင့်ရောတက်ကကျွန်းဘွားအဖြစ်ရောင်းစားခံရတဲ့နောက်ပိုင်းမှာဘာဖြစ်လာတာလဲဆိုလို့ရှိရင်ရောတက်က18နှစ်ကျွန်းအဖြစ်ရောင်းစားခံရတယ်အဲ့ဒီမှာအလီအလှအရက်တောက်လျှောက်သူ့ရဲ့နေ့ရက်ကာလကိုတဆင့်ပြီးသူကအဖိုးခများစွာပေးပြီးတော့တိုင်းတစ်ပါးမှာဘာဖြစ်တာလဲသူခါတီးစွာသူဖြတ်ကျော်ခဲ့ရတယ်ကဲအသက်30ရောက်တဲ့ခါမှာတဲ့ရောတက်ရဲ့အိမ်မက်ယူပါယုံကအကောင့်ထဲပေါ်လာပြီဖြစ်တယ်18နှစ်နဲ့အသက်30ကာလမှာဘယ်လောက်กว่าတာလဲအားလုံးတွက်တတ်ပါတယ်73နှစ်တာကာလရောတက်ဘယ်လောက်ထိခံရတာလဲရောတက်ဘယ်လောက်ထိဒုက္ခရောက်ခဲ့တယ်လဲရောတက်ဘယ်လောက်ထိနာကျင်ခဲ့ရတာလဲအဲ့ဒီချိန်မှာသူကဘာလုပ်တာလဲသူ့ရဲ့ညီအကိုတွေကိုပြန်ပြီးတော့တုံ့ပြန်နိုင်တဲ့အစွမ်းရှိတော်ညာလဲတွားပြီးတော့မတုံ့ပြန်ပါဘူးတွားပြီးတော့လည်းမရှာပါဘူးတွားပြီးတော့လည်းမပတ်သက်ပါဘူးတွားပြီးတော့လည်းမဖြေရှင်းခဲ့ပါဘူးဘာကြောင့်လဲဆိုလို့ရှိရင်ဖယားသခင်ရဲ့ယူပါယုံကသူ့ပေါ်မှာအယံကြီးတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီကာလကိုဖယားရဲ့အချိန်နဲ့ချိန်ချက်တဲ့အချိန်ကိုသူစောင့်နေတာဖြစ်တယ်ယောသက်အသက်30ပြည့်တဲ့အခါမှာဖယားသခင်ရဲ့အိမ်မက်ကအကောင့်ထဲပေါ်လာတဲ့အရာကိုမျက်မြင်ကိုကြတွေ့ရတာဖြစ်တယ်ယောသက်အသက်တာမှာသူကယုံကြည်လို့သူစောင့်နေတာဖြစ်တယ်တကယ်ဆိုလို့ရှိရင်စိတ်ဆိုးစရာဖြစ်တယ်နာကျင်စရာဖြစ်တယ်တွားရောက်ပြီးကလပ်စားချေရမယ့်အရာဖြစ်တယ်သို့တော်ညာလဲယောသက်မလုပ်ခဲ့ဖယားသခင်ရဲ့အလိုတော်အတိုင်းယောသက်ရဲ့အလိုတော်ကယောသက်ရဲ့စန္ဒကသူအစွမ်းအစကြီးလာပြီသူပြန်တိုက်နိုင်တယ်သူပြန်ခိုက်နိုင်တယ်သူပြန်ပြီးတော့လှုပ်ဆောင်နိုင်တဲ့အရေးချင်းပြည့်တော်ညာလဲသူမလုပ်ခဲ့ပါဘူးဘုရားသခင်ရဲ့စန္ဒဘုရားသခင်ရဲ့အလိုတော်ဘုရားသခင်ရဲ့ချိန်ချက်တဲ့အချိန်ရောက်တဲ့အခါမှာဘာဖြစ်တာလဲယောတက်ကခါတီးချင်းရှိတယ်နာချင်းရှိတယ်သူကလူသားဖြစ်တယ်အသွေးသားနဲ့တိဆောက်ထားတဲ့လူသားဖြစ်တယ်နော်ညီကိုမောင်နှမတွေရဲ့ညင်းပယ်ခြင်းခါတီးစွာဆက်ဆံခြင်းမေတ္တာမပါတဲ့စကားနဲ့ထိုးနှက်ခြင်းတာတမကကျွန်းအဖြစ်ရောင်းချလိုက်တဲ့အရာကဘဝမှာအင်မတန်မှခါတီးစရာဖြစ်တယ်သို့တော်ညာလေယောတက်ကဖယားရဲ့နှလုံးသားဖယားရဲ့အလိုတော်ကိုသူစောင့်နေတာဖြစ်တယ်ဖယားတခင်ဘာလုပ်ချင်တာလဲဖယားတခင်ဘာလုပ်ချင်တာလဲဆိုတဲ့အချိန်ကြမှာကဲကာလအချိန်ရောက်လာတဲ့အခါမှာသူ့ရဲ့အကိုတွေရောက်လာပြီနော်သူ့ရဲ့အိမ်မက်အတိုင်းသူ့ရဲ့အကိုတွေများစွာလာရောက်ပြီးတော့အစာတွေခေါင်းပါလာတဲ့အချိန်မှာ
ယောတက်ကဘာဖြစ်သွားတာလဲဘာရာထူးကိုခံလာတာလဲနန်းတော်အုပ်အဖြစ်ရွေးချယ်ခြင်းခံရတယ်နန်းတော်တစ်ခုလုံးမှာရှိတဲ့ဘယင်ကလွှဲရင်သူကဒုတိယဖြစ်တယ်သူ့ရဲ့ဩဇာအာဏာကဒီလောက်ကြီးလာပြီဖြစ်တယ်အကူတွေကတဲ့လာရောက်ပြီးတော့ရိုးရိုးလာမတောင်းရဘူးဒူးထောက်ပြီးတော့လာတောင်းပန်တာဖြစ်တယ်သူတို့လာတောင်းပန်တဲ့လူကသူကရှင်ဘရင်ရဲ့နော်ရှင်ဘရင်လို့နော်နန်းတော်အုပ်ကြီးစီမှာသူတို့ကအကူညီလာတောင်းတယ်လို့ပဲသူတို့ထင်ဒါပေမဲ့နော်ဘယ်တော့မှမမေ့တာကယောသပ်ဖြစ်တယ်သူကြည့်လိုက်တဲ့အခါမှာသူ့အကိုလေးဖြစ်နေတယ်ဆိုတဲ့အခါမှာသူ့ကိုရောင်းစားလိုက်တယ်သူ့ကိုညှင်းဆဲတယ်သူ့ကိုအသေးပြက်အောင်ဖြစ်အောင်ပြောတယ်အမျိုးမျိုးဒုက္ခပေးတယ်နာကျင်အောင်လုပ်တယ်သူ့ကိုမနာလို့ဖြစ်တယ်သူ့ကိုအမျိုးမျိုးညှင်းဆဲနေတဲ့လူကတော့သူ့ကိုမမှတ်မိဘူးဒါပေမဲ့ညှင်းဆဲခံရတဲ့ယောတက်ကသူ့အကိုလေးကိုကြည့်လိုက်တဲ့အခါမှာချက်ချင်းမှတ်မိတယ်ယောတက်ကလူသားပါယောတကအင်မတန်မှနာကျင်တာဖြစ်တယ်ခါသီးတာဖြစ်တယ်သို့တော်ညာလဲဖယားသခင်ရဲ့နမိတ်လက္ခဏာဖယားသခင်ရဲ့အိမ်မက်ယူပါယုံကအကောင့်ထဲပေါ်လာတဲ့အရာကိုသူတွေ့တဲ့ခါမှာတကယ်ပဲသူ့အကိုတွေကသူ့ရှေ့မှာတူးထောက်ပြီးတော့အစာရည်နော်ဒီစံစပါးတွေလိုအပ်တဲ့အရာတွေအစာခေါင်းပါလာပြီးဖြစ်တဲ့ကြောင့်တူးထောက်ပြီးတော့တောင်းတဲ့အရာကိုယောသက်လေးကဘာဖြစ်တာလဲအဲ့ဒီအိမ်မက်အချိန်ရောက်လာတဲ့အရာကိုသူ့အကိုတွေနဲ့တစ်ထက်တွေ့တဲ့အခါမှာယောသက်ကဘာလို့တာလဲလုံးဝမခံနိုင်ပဲနဲ့အကြီးကျယ်ငိုတယ်တဲ့သူ့ရဲ့ငိုကြွေးခြင်းကဘာဖြစ်တာလဲနန်းတော်တစ်ခုလုံးကိုကြားတဲ့အထိတောင်ငိုကြွေးတယ်တဲ့ဆိုတော့ဒီနေ့မိတ်ဆွေတေးနေတာရွေးနားလေဆင်ခြင်းတဲ့ကယောတကမမုန်းတတ်တာမဟုတ်မနာတတ်တာမဟုတ်မခါတိတတ်တာမဟုတ်သူခါတိတတ်တယ်မတုံ့ပြန်ဘာလို့တာလဲဆိုလို့ရှင်ဖယားခင်ကကိုယ့်ဘော်မှာမိသားစုထဲမှာကိုယ့်ကိုထူးခြားတဲ့ကောင်းကြီးကိုအားဖြင့်မိသားစုကိုကယ်တင်ဖို့အတွက်ဖျားခင်ကကောင်းကြီး special ရွေးထားတာဖြစ်တဲ့အတွက်ကြောင့်လုံးဝယောသက်လေးကလုံးဝယုံကြည်ပြီးတော့စောင့်တဲ့ခါမှာသူ့ကိုမလိုလားတဲ့မိသားစုသူ့ကိုမလိုလားတဲ့ညီကိုမောင်နှမတွေကသူ့ကိုအကြီးကျယ်လိုအပ်လာတာဖြစ်တယ်အကြီးကျယ်ဒူးထောက်ပြီးတော့တောင်းပန်လာတာဖြစ်တယ်သူ့ကိုယောသက်မို့လို့တောင်းပန်တာမဟုတ်ပါဘူးတစိမ့်ဖြစ်တော့နော်နန်းတော်အုပ်ကြီးအရှင်ကျွန်တော်တို့စားဖို့အတွက်ပေးပါကျွန်တော်တို့ကိုကူညီပါကျွန်တော်တို့ကိုရောင်းပါဆိုပြီးတော့တောင်းပန်နေတာအဲ့ဒါသူတို့ဒီတစ်ချိန်တုန်းကသူတို့ညင်းဆဲသူတို့ပြစ်ခါသူတို့အင်မတန်မှထိုးစိတ်ပြီးတော့နှိပ်စက်ညင်းပန်းခဲ့တဲ့သူတို့ရဲ့ညီငယ်လေးယောတက်ဆိုတာသူတို့မသိခဲ့ရှာယောတက်လေးကဘာလုပ်တာလဲအဲ့ဒီအညိုးတွေကိုရှိသမျှနာကြည့်ခြင်းရှိသမျှခါတီးခြင်းနေရှိသမျှအမုန်းတွေကိုဘာလုပ်တာလဲမျက်ရည်နဲ့တကွစိတ်ကြောလိုက်တာဖြစ်တယ်သူ့ရဲ့မျက်ရည်ထဲမှာနာကြည့်ခြင်းတွေပါသွားတယ်သူရဲ့မျက်ရည်ထဲမှာခါတီးခြင်းတွေပါသွားတယ်သူရဲ့မျက်ရည်ထဲမှာမုံတီးခြင်းအညိုးတွေအကုန်ပါသွားတာဖြစ်တယ်ဒါကြောင့်မလို့ချက်တော်မိတ်ဆွေဒီနေ့တာရွေးဒီအရာကိုကြည့်ခြင်းအားဖြင့်ယောသက်ကဒီ73နှစ်ကာလမှာသူ့မှာလှုပ်ဆောင်နိုင်တဲ့အစွမ်းအားတွေအများကြီးရှိပါတယ်ဒီနေ့သူနန်းတော်အုပ်မဖြစ်ခင်ကတည်းကသူကအများကြီးအခွင့်ထူးခံမျက်နှာသာရလာတယ်သို့တော်ညာလဲသူမလှုပ်ဘူးသူမမတ်မိတာမဟုတ်18နှစ်ဆိုတာကတော့အယမတ်မိပြီးတဲ့ကိုနေရက်ကိုမတ်မိနိုင်တယ်ကိုမိဘကိုမတ်လူကိုခွင့်လွတ်တယ်ဆိုလို့ရှိရင်ဖျားတခင်ကခွင့်လွတ်ပါတင်းရဲ့ရန်သူကိုချစ်ပါလို့ပြောထားတယ်မှန်ပါတယ်တင်းရဲ့ရန်သူကိုမမုန်းရပါတင်းကိုဘလောက်ပဲတိုက်ခိုက်ဘလောက်ပဲညှင်းဆဲတဲ့လူကိုတင်းကဘာလုပ်တာလဲမမုန်းပါနဲ့ခွင့်လွတ်ဖို့အတွက်ဖျားတခင်စီမှာခွန်အားတောင်းပါခွင့်လွတ်ဖို့အတွက်ခွင့်လွတ်လိုက်ပါပြီးရင်မပတ်သက်ပါနဲ့ဘာကြောင့်လဲဆိုလို့ရှိရင်တချို့လူတွေကနားမလဲတော့ခွင့်လွတ်ခြင်းရဲ့တင်ကြီးတက်ကသွားပြီးတော့ခေါ်ရမယ်သွားပြီးတော့ပေါင်းတင်ရမယ်သွားပြီးတော့တစ်ခေါက်ပြန်လဲပြီးတော့ချစ်ကြည်ရေးသွားလုပ်ရမယ်သွားပြီးတော့မေတ္တာပြရမယ်လို့သွားထင်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့မှာပြန်လဲပြီးတော့လူတွေကမလုပ်တာလဲဆိုလို့ရှိရင်တင့်ကိုမေတ္တာမရှိတဲ့လူကိုတင်ကသွားပြီးတော့မေတ္တာစကားကိုသွားပြောမယ်ဆိုလို့ရှိရင်တင့်ပေါ်မှာဘာဖြစ်တာလဲဘယ်တော့မှ तू ကအကောင်းမြင်မှာမဟုတ်တင့်မှာနာနေတဲ့ကြေကွဲတဲ့နှလုံးသားကို तू ကပြန်ပြီးတော့အက်စစ်ပြန်ပက်မှာဖြစ်တယ်ချစ်တော်မိတ်ဆွေဒီနေ့တင်းရဲ့လှုပ်ဆောင်ချက်ကောက်ကိုဘယ်လိုပုံစံမျိုးနဲ့တင်းရဲ့နာကျင်ခါတီးသွားတဲ့အစိတ်ပိုင်းကိုတင်းကုသနေတာလဲဒီနေ့ဖယားသခင်ကသူ့ရဲ့နီးကိုခံဖို့အတွက်ဖယားသခင်ပြောနေတာဖြစ်တယ်ဒါကြောင့်မလို့ဝလင်း၍ပင်ပန်းတော်သူတို့ငါထံတို့လာကြလို့ငါထံ၌တင်းရဲ့ဝန်ကိုချပါငါရဲ့နီးကိုခံပါလို့ဖယားသခင်ကဒီနေ့ပြောတာဖြစ်တယ်ဒီနေ့ဖယားသခင်ရဲ့နီးကနုညံ့တိမ်မွေ့တယ်တဲ့တင်းရဲ့စိတ်နှလုံးကိုလေအေးချမ်းစေမယ်လို့ပြောတာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့လူတယောက်ကိုတင်ခွင့်လွတ်လိုက်ပြီးတော့တင်ကပြန်ပြီးတော့မိတ်ဆွေပြောင်းထွက်တဲ့အခါမှာတင့်နှလုံးမအေးချမ်းနိုင်ပါဘူးတင်ရဲ့ကြည်ကွဲနေတဲ့နှလုံးသားကိုအမြဲတမ်းအစစ်ပက်တဲ့လူတွေနဲ့ဘယ်တော့မှမပတ်သက်ပါနဲ့မမုန်းပါနဲ့ခွင့်လွတ်လိုက်ပါတင်ရဲ့ခွင့်လွတ်လိုက်ခြင်းတင်ရဲ့မပတ်သက်ခြင်းအားဖြင့်
ဘာကိုပြောချင်တာလဲဆိုလို့ရှင်တင့်နာကျင်သွားနေတဲ့ဒဏ်ရာကိုတင်ကုတာဖို့အတွက်အချိန်ယူဖို့ဖြစ်တယ်များဆိုတော့လူတွေနဲ့ကျမတို့စကားပြောကြည့်တဲ့အခါမှာငါတို့ကိုခွင့်လွတ်တယ်နော်ဒါပေမဲ့ငါ့ကိုပြန်ပြီးတော့ဒီလိုဖြစ်တယ်ငါ့ကိုပြန်ပြီးတော့ဒီလိုလုပ်တဲ့အခါမှာအဲ့ဒီအနာကတက်လုံးမပြောင်းနိုင်ဘူးတက်လုံးကုသခြင်းမခံရဘူးဆိုတာကိုနောက်တစ်ခေါက်အလင်းပေးချင်တာဖြစ်တယ်တင့်ကိုချစ်တဲ့မိတ်ဆွေတွေရှိကောင်းရှိမယ်တင့်ကိုချစ်တော်ညီကိုမောင်နှမတွေရှိတော့ရှိလိမ့်မယ်သို့တော်ညာလဲအယမ်းနေတယ်အယမ်းရှားတယ်ဆိုတာကိုတော့ထပ်ပြောချင်တာဖြစ်တယ်တင်ဖျားနဲ့မှန်လာရင်တင်ဖျားကောင်းကြီးခံစားရင်တင်အောင်မြင်လာပြီဆိုလို့ရှိရင်တေချာတာကတင်ကလူမုံများလာမယ်ဆိုတဲ့အရာကိုလည်းနောက်ထပ်တစ်ခုအလင်းပေးချင်တာဖြစ်တယ်ဆိုတော့ဒီနေ့တာရွေးတိထားဖို့ကတင်ရဲ့စိတ်ဝိညာဉ်ကိုတင်ကုသခြင်းနဲ့တင်အင်မတန်မှအေးချမ်းခြင်းနဲ့ဆိုလို့ရှိရင်တင်နဲ့ဆက်သွယ်လိုက်တာနဲ့တင်ကိုထိုးစိတ်မဲ့လူတင့်ကိုအနှုတ်ပဲပြောမဲ့လူမေတ္တာစကားမပါဘဲနဲ့အဲ့လိုသုံးမဲ့လူတင့်ကိုအမြဲတမ်းနာကျင်အောင်အမျိုးမျိုးလုပ်မဲ့လူတွေနဲ့မပတ်သက်ပါနဲ့သူကတင့်ရဲ့ရန်သူဖြစ်တယ်မပတ်သက်ခြင်းအကြောင်းရင်းကသူ့ကိုမုန်းဖို့မဟုတ်ဘူးသူရဲ့လှုပ်ဆောင်သမျှကိုတင်ခွင့်လွှတ်လိုက်ဖို့ဖြစ်တယ်ခွင့်လွှတ်ပြီးတဲ့နောက်ပိုင်းမှာတင်ပါလောက်ရမှာလေဆိုလို့ရှိရင်သူ့ကိုသူနဲ့ကိုနဲ့ကြားမှာရက်တန်းလိုက်မှပဲမလုပ်တာလေကို့အထဲကအနာတွေကိုအေးဆေးဖယားကကုသပေးလို့ရမှာဖြစ်တယ်။တို့မဟုတ်ဘူးဆိုလို့ရှိရင်သူနဲ့ပတ်သက်လေးသူအကြောင်းတိလေးသူနဲ့ပတ်သက်လေးသူရဲ့စတွေးခွက်ထမှာမျောလေးနာကျင်တဲ့စကားခါးတိတဲ့စကားလေးသူကအာမနာရှာမကြိုးပဲနဲ့ကိုကိုညင်းဆဲမှာဖြစ်တယ်။အဲ့လိုညင်းဆဲနေတဲ့ရွေကတင့်ကပတော်မှတင့်ရဲ့စိတ်ဝိညာဉ်ကကုသလို့မရအောင်ဖြစ်တယ်။ဒီလိုပြောချင်းအားဖြင့်ဇနီးမောင်နှံနှစ်ယောက်နော်ရှာနဲ့သွားတဲ့အခါမှာတယောက်ကိုတယောက်ဒီလိုအနေချင်းပြောတတ်တဲ့အရာကိုပြောနေတာမဟုတ်ဘူး။တင့်ရဲ့မိတ်ဆွေလားရန်တူလားဆိုတာတင်အတုံးလုံးကလေးကတင်နားလေပါတယ်တင့်ကိုပြောလိုက်တဲ့အရာကမနာလိုပဲနဲ့တင့်ကိုကြောက်တွန်းလိုက်တာလားတင့်ကိုဒုက္ခရောက်အောင်လုပ်လိုက်တာလားတင့်ကိုလုံးဝမေတ္တာမပါတဲ့အတုံးလုံးမေတ္တာမပါအောင်ခါတီးအောင်ပြောတဲ့လူတွေနဲ့ဘယ်တော့မှမပတ်သက်ပါနဲ့သူတို့ကတင်ရဲ့ရန်သူဖြစ်တယ်တင်ကသူတို့ကိုဘာဖြစ်တာလဲမမုန်းဖို့ဘုရားသခင်ပြောတယ်သူတို့ကိုချစ်ဖို့အတွက်ဘုရားသခင်ပြောတယ်ဒါပေမဲ့ခါတီးပြီးတော့နာနေတဲ့အချိန်မှာတင်ဘယ်တော့မှမချစ်နိုင်ဘူးဆိုတာတင်ဘယ်တော့မှကိုမလိမ့်ပါနဲ့နာနေတဲ့အရာကနေပြီးမှသွားချစ်ဖို့အတွက်ကတော့လုံးဝမဖြစ်နိုင်ဘုရားခင်ကယန်သူကိုချစ်ပါလို့တင်ထားပြီးတဲ့အရာကတင်တို့နဲ့လုံးဝဖြတ်တောက်ပြီးတော့ကိုအကောင်းဆုံးတည်ဆောက်နာသွားတဲ့ဒဏ်ရာကိုဘုရားခင်ရဲ့စကားနဲ့ဝိညာဉ်တော်နဲ့ကုသပြီးမှတင်လုံးဝကျမ်းမာသွားပြီးတင်တို့ကိုဆုတောင်းပေးပါသူတို့ကိုချစ်ချင်းအားဖြင့်သူတို့ကိုဆုတောင်းပေးပါဝေဒနာကနေဆုတောင်းပေးပါသူတို့အသက်တာမှာပြောင်းလဲလာတဲ့အခါမှာတင်ရဲ့မိတ်ဆွေလို့ဖြစ်လာတဲ့အခါမှာတင်တို့အတူတကွတလုံးတဝတည်းဖြစ်လာမှာဖြစ်တယ်။ဒါကြောင့်မလို့ချစ်တော်မိတ်ဆွေတင်ရဲ့လှုပ်ဆောင်ချက်ကတင်ဘလိုပုံစံမျိုးနဲ့လှုပ်နေတာလေ။တချို့တွေရှိပါတယ်။သူတို့တွေနော်ဥပမာအတူတကွမစ်ရှင်မှာသွားလှုပ်နေတဲ့သူတွေတော့၎င်းဟာတခုနာကျင်အောင်တိုက်ခိုက်တဲ့အရာကနေပြီးမှနာကျင်သွားတဲ့လူတွေလည်းရှိတယ်။သို့တော်ညာလဲဟာကာလတစ်ချိန်ရောက်တဲ့အခါမှာဟာဖះခွင့်လွှတ်ခိုင်းတယ်ခွင့်လွှတ်လိုက်ပြီလို့ပြောတယ်။ကာလတစ်ချိန်ရောက်တဲ့ခါကျတော့ဘာဖြစ်တာလဲအဲ့ဒီအစိတ်ရေကပြန်လောင်းခံရတဲ့ခါမှာအတူတကွအပြန်လဲပြီးတော့လှုပ်ဆောင်တဲ့ခါမှာအဲ့ဒီအစိတ်ရေကထိုနီးသူပဲကိုပြန်ထိုးစိတ်တဲ့ခါမှာအကြိမ်ပြန်နာပြီးတော့လဲကျသွားတာဖြစ်တယ်။ဒါကြောင့်မလို့ချစ်တော်မိတ်ဆွေတင်လူတဦးကိုခွင့်လွှတ်လိုက်တယ်ဆိုတဲ့အရာကပြန်ပြီးတော့သွားခင်ဖို့မဟုတ်ပြန်ပြီးတော့သွားပေါင်းဆက်ဖို့မဟုတ်ဘူးပြန်လဲပြီးတော့ तू ကြိတ်တလို့လောက်ငါတီးခံမယ် तू ငါ့ကိုကြိတ်တလောက်ဆဲကြိတ်တလောက်ညိုညင်းကြိတ်တလောက်ညင်းဆဲကြိတ်တလောက်မနာလို့ကြိတ်တလောက်ငါ့ကိုပုတ်ခတ်ကြိတ်တလောက်လုပ်တဲ့ဟာမျိုးအဲ့လိုပုံစံမျိုးနဲ့ဘုရားသခင်တွန်းတင်တာမဟုတ်ပါဘူးသူတို့နဲ့ဝေးနေဖို့အတွက်ဘုရားသခင်အလိုရှိတာဖြစ်တယ်တချို့မိသားစုကကြတော့လင်မယားလေးတွေနော်ဟာကွဲသွားကြတယ်ကွဲသွားပြီးတဲ့ခါမှာအော်ဘုရားသခင်ကငါတို့ချစ်ခိုင်းတယ်လို့ပြောပြီးတော့ဘာဖြစ်တာလဲကွဲသွားတဲ့အိမ်ထောင်ကိုချစ်ချင်းမြတ်တာပြန်သွားပြကဲနာကျင်သွားတဲ့နှလုံးသားကကိုဟာကိုဟန်ဆောင်ပြီးတော့ငါခွင့်လွှတ်နိုင်ပါတယ်ငါရဲ့မေတ္တာကိုပြန်ပြီးတော့ယေရှုရဲ့ချစ်ချင်းမေတ္တာကိုပြန်တည်မယ်လို့တွားပြီးတော့ဆက်ဆံတဲ့ခါမှာဘာဖြစ်တာလဲတစ်ဖက်သားကတင့်ကိုနာကျင်စွာတိုက်ခိုက်ခဲ့ပြီးဖြစ်တယ်ဘယ်တော့မှ तू အာမနာတင်ကဘာလုပ်တာလဲအကြိမ်သူ့စီမှာပြန်လဲပြီးတော့ခင်မင်တွားပြီးတော့ခွင်မင်တာဖြစ်တဲ့အတွက်ကြောင့် तू ကိုပုံစံပေးတယ်ကိုခါရမှာပဲဘာလို့လဲဆိုလို့ရှိရင်အမြဲတမ်းတွားပြီးတော့ကိုယ့်ရဲ့စိတ်ကိုမဆောက်ရှောက်တဲ့အပြင်တွားပြီးတော့ညင်းဆဲတဲ့ခံတာဖြစ်တယ်ဒါကြောင့်မလို့ချစ်တော်မိတ်ဆွေတင့်ရဲ့မေတ္တာတင့်ရဲ့ချစ်ချင်းကလည်းဘုရားသခင်နီးနဲ့မှန်မှတင်ရက်တိုင်းနာမှာဖြစ်တယ်
တို့မဟုတ်ရင်ငါဒီနီးနဲ့သွားမယ်ငါကဖះသားသမီးဟာငါအောင်တို့ဘလောက်ပဲညင်းဆဲငါကိုဘလောက်ပဲပုတ်ခတ်ငါပေါ်မှာဘလောက်ပဲတစ္ဆာပြက်ငါကိုဘလောက်မုံဘလောက်နာချင်းငါကငါအထဲမှာရှိတဲ့ချစ်ချင်းမြတ်တာနဲ့သွားမယ်လို့တင့်ကိုတင်လိန်နေတဲ့ရွေးကတော့တင်ဘက်တော်မှအဲ့ဒီတိုင်ရဘလို့မှမကြက်နိုင်ဘာလို့လဲဆိုတင့်ကိုတန်ဖိုးမထားလို့တင့်ကိုတန်ဖိုးမထားလို့သူတို့ကတင့်ကိုညင်းဆဲတာတန်ဖိုးမထားလို့တင့်ကိုတစ္ဆာဖောက်တာတန်ဖိုးမထားလို့တင့်ကိုကြည်စေတာတင့်ကိုညင်းစေတာတင့်ကိုနာကျင်တာအောင်လုပ်တာသူ့မှာမျက်ခုံးလေးတော့မှသူမလုံဘလောက်ထိတော့မှရရဆက်လုပ်နေလေတင်ကနားမလဲပဲနဲ့ဖះမြတ်တာဆိုပြီးတော့ပြန်လဲပြီးတော့သွားခင်သွဲတယ်ပြန်လဲပြီးတော့သွားချိတ်ဆက်တယ်ဆိုလို့ရှိရင်တင့်ရဲ့ဒိုင်ရတသက်လုံးကုသခြင်းမခံရဘူးဆိုတာကိုကျွန်မပြန်ပြောမှာဖြစ်တယ်တင်ဟန်ဆောင်ကောင်းဟန်ဆောင်လိုက်မယ်ချစ်တော်မိတ်ဆွေတင်ရဲ့အတူတကွဖះခင်အမှုတော်မှာလှုပ်ဆောင်နေခဲ့ရင်တောင်မှတင့်ကိုအမြဲတမ်းထိုးစိတ်တယ်တင့်ကိုအမြဲတမ်းနာမည်ပြတ်တယ်တင့်ကိုလုံးဝနာကျင်အောင်အမြဲတမ်းလုပ်နေတဲ့လူနဲ့တွဲပြီးတော့မလုပ်ပါနဲ့။ဘာကြောင့်လဲဆိုလို့ရှိရင်ဖျားဘုံလည်းမထင်ရှားသလိုတင်လည်းမရက်တည်နိုင်ဘူးဖြစ်တယ်။တင့်အထဲမှာလည်းဘလို့မှအလင်းကလင်းလို့မရအောင်ဖြစ်တယ်။အမောင်ကတင့်ကိုတောက်လျှောက်လိုက်အုပ်နေတာဖြစ်တဲ့အတွက်ကြောင့်တင့်အထဲမှာနော်တင့်အထဲမှာအဲ့ဒီနာကျင်ခြင်းတွေကယေရှုခရစ်တော်ရဲ့အသွေးတော်နဲ့စေကြောအသွေးတော်နဲ့ကုသတဲ့ကာလတကာလဆိုတာရှိတယ်မိတ်ဆွေတင်မလောပါနဲ့တင်ရန်သူကိုချစ်ရမယ်တင်တော့သူ့ကိုခွင့်လွတ်ဖို့အတွက်ဘုရားသခင်အလိုရှိတယ်ခွင့်လွတ်ပြီးပြီဆိုလို့ရှိရင်မပတ်သက်တော့နဲ့လူတွေထင်တာကခွင့်လွတ်တယ်ဆိုတာကသွားပြန်ပတ်သက်တာအဲ့လိုပတ်သက်နေတဲ့ရွေးဟိုတစ်ဖက်သားကနေပြီးမှဘုရားသခင်ကိုမသိဟိုတစ်ဖက်သားကဘုရားသခင်ကိုမရလာတဲ့ခါမှာမေတ္တာကလေနှစ်ဖက်လုံးတီးမှအစဉ်ပြေတာဖြစ်တယ်ကိုတစ်ဖက်ထက်သွားရင်နောက်တစ်ဖက်ကကိုကိုညင်းဆဲကိုကိုပုံကန်ရင်ကိုကရှေ့မတိုးပါနဲ့တင်ညင်ဖို့စွာနေပါဒါကြောင့်ဘုရားသခင်ကအမြဲတမ်းညင်ဖို့စွာနေဖို့အတွက်ဘုရားသခင်ကဘာဖြစ်တာလဲအမြဲတမ်းတတိပေးတဲ့ခါမှာကိုတွေကလောပြီးတော့ဟာငါဖျားကိုရသွားပြီလေငါမေတ္တာပြရမယ်လို့တွားတဲ့ခါမှာသူတပားတွေရဲ့စတွေးခွက်ထားမှာပဲတင်မျောတာဖြစ်တယ်သူတပားရဲ့ညင်းဆဲခြင်းတမှာမတင်ရပြန်ခံစားတာဖြစ်တယ်ဒါကြောင့်မလို့လုံးဝမတန်ဘူးဖြစ်တယ်နော်ချစ်တော်မိတ်ဆွေကဘာဝီကျန်30နော်30ယောသက်ရဲ့အသက်တာအားဖြင့်ဒီနေ့တာ၍နားလည်သွားတဲ့အရာယောသက်ကမပတ်သက်ပါဘူးသူကိုနာကျင်တဲ့အရာကိုလှုပ်ဆောင်ခဲ့တဲ့အရာကနေပြီးမှယောသက်ကမဖြေရှင်းပါဘူးဖခင်ကိုလည်းမဖြေရှင်းတယ်လို့ညီကောင်မောင်တို့ကလည်း तू မဖြေရှင်းပါဘူး तू အန်တူပြီးတော့ဘာဖြစ်တာလဲ तू ကာလတစ်ချိန် तू တစ်ချိန်ဘုရားသခင်ကသူ့ပေါ်မှာဘာလုပ်တာလဲ तू ရှောက်ရမဲ့လမ်းသူ့ပေါ်မှာဘုရားသခင်ပြုတ်တဲ့အရာတစ်ခုရောက်လာတဲ့အချိန်ကျရင်ဘုရားသခင်ကြီးမားသောအမှုကိုပြုမယ်ဆိုတာ तू ယုံကြည်တာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါဘုရားသခင်ရဲ့နီးဖြစ်တယ်ဒါကြောင့်ယေရှုကငါထန်၌နီးခံလို့ပြောတော်ညာလေဒီနေ့လူတွေကနီးမခံပါဘူးကိုတဘောကိုအကြိုက်လုပ်တယ်ပြီးရင်ဘာလုပ်တာလဲမျက်နာမှာပျော်တရောင်ရောင်နဲ့ညကြရင်စောင်းချုံပြီးတော့ငိုကြွေးရတဲ့အချိန်တွေအများကြီးရှိပါတယ်။ဘာကြောင့်လဲဆိုရင်တိုက်ခိုက်နေတဲ့စူးပုံကြီးထားမှတင်ရသွားနှစ်လို့ဖြစ်တယ်။ယေရှုကအဲ့လိုမတင်ပေးဘူး။စူးကြားကိုဝင်ပါလို့မတင်ပေးဘူး။ယန်တူနဲ့ပေါင်းတင်ဆက်ဆံပါလို့မတင်ပေးဘူး။ယန်တူကိုမမုန်းနဲ့လို့ယန်တူကိုချစ်ပါလို့ပဲပြောထားတာဖြစ်တယ်။ယန်တူနဲ့သွားခင်သွဲပါ။ယန်တူနဲ့သွားပြီးတော့ပေါင်းတင်ဆက်ဆံပါလို့မပြောဘူး။တာရွေးနားလေရမယ်နော်ဒါကြောင့်ဒီနေ့ကျမတို့ကလေကိုစန္ဒကိုတဘောနဲ့လှုပ်လာတဲ့ခါမှာများစွာဒဏ်ရာတွေဘတော်မှကုသလို့မပြီးဘူးဖြစ်တယ်နော်တာရွေးနားလေစေခြင်းတဲ့အရာဒါကြောင့်မလို့ဒီနေ့ယောသရဲ့အရာကိုချစ်ခြင်းအားဖြင့်ဒီနေ့ယေရှုကပြောတာလဲဆိုယန်သူကိုချစ်ပါတဲ့ယေရှုကစန္ဒကယန်သူကိုချစ်ပါလူတွေကိုခွင့်လွှတ်ပါလို့ပြောတယ်ဒါပေမဲ့ဘာလုပ်တာလဲခင်သွဲပါပေါင်းပါနင့်ကိုကြိတ်တလုံးလုံးနင်ကအငင်းဆဲခံပါဆိုတဲ့ကြမ်းချက်ဘာမှမပေါ့ဘယ်မှမပေါ့လူတွေကကိုယ့်ရဲ့ခံစားချက်နဲ့ယန်သူကပါရရင်ခုနှစ်စားဘယ်တော့ခံပဲရှောက်ပြောတာယေရှုအဲ့လိုမတင်ပေးဘူးယေရှုပြောချင်တဲ့အရာကညင်ဖို့စွာနေရမယ့်အချိန်ရှိတယ်နော်ကျမတို့ကယန်သူကိုချစ်ဖို့အတွက်ညင်ဝင်ရမယ့်အချိန်ရှိတယ်မချစ်နိုင်ပဲဟန်ဆောင်သွားချစ်တယ်ဆိုဘယ်လောက်ခံနိုင်မှာလဲတင်မခံနိုင်ဘူးနော်ဒါကြောင့်မလို့ဒီနေ့ယေရှုကပါတင်ပေးတာလေဆိုယန်သူကိုတဲ့ဘာလို့ခိုင်းတာလဲယန်သူကိုတဲ့ဒီနေ့ယေရှုကဘာမှလာလဲမတရားသောသူဤစာလံခန်းကြီး1အငယ်1ထဲမှာမတရားသောသူတို့ဤတိုက်တွန်းခြင်းတို့မလိုက်လူဆိုးတို့ဤလမ်းတွေမရက်မနေမထင်မဲ့မြင်ပြုသောသူတို့ဤအစည်းအဝေး၌မထိုင်သာရဖျားဤတရားတော်၌မွေ့လျော်၍တ
တရားတော်ကိုနေညမပြတ်ဆင်ခြင်အောင်မေတော်သူသည်တဲ့မင်္ဂလာရှိ၏တဲ့ယေရှုကဒီလိုသင်ပေးတာဖြစ်တယ်ဒါပေမဲ့ဒီနေ့လူကဘာလုပ်တာလဲသူများမတရားဘူးကိုကတရားတယ်ဆိုပြီးတော့ဘာဖြစ်တာလဲကိုရဲ့တရားကိုတအားချပြချင်တဲ့အခါမတရားကြားတဲ့မှာကိုကသွားတော့ဘာဖြစ်တာလဲသူများရဲ့တွေးဆောင်ဖျားယောင်းခြင်းသူများရဲ့တိုက်တွန်းခြင်းသူများရဲ့ခါတီးတော့အရာတွေเนาะအဲ့ဒီလူဆိုးတွေရဲ့လမ်းထဲမှာကိုကသွားနေတာဖြစ်တဲ့တဲ့ကြောင့်သင်ခံကိုခံရမှာပဲဒါကြောင့်ယေရှုပြောတဲ့အရာကိုတေချာကျမ်းစာဖတ်တဲ့အခါမှာဘုရားခင်ကငါတို့ကိုပါသင်ပေးတာလေဆိုတဲ့အရာမှာဖြက်လန်းနဲ့မသွားကြပါနဲ့ကိုယ့်ရဲ့စန္ဒပြင်းပြဆိုတာမလုပ်ပါနဲ့ဒီနေ့ဘသူကငါ့ကိုမချစ်တာလဲငါ့ကိုမချစ်တော့သူနဲ့မိတ်ဆွေမဖွဲ့နဲ့ဘာကြောင့်လဲဆိုလို့ရှင်တင်ဒုက္ခရောက်မယ်တင်ဒုက္ခရောက်မှာဖြစ်တယ်ငါ့အထဲမှာချစ်ချင်းရှိတယ်သူ့အထဲမှာမုန်းတီးချင်းရှိတယ်ဒါပေမဲ့ဘာလို့တာလဲငါကတော့သူ့ကိုယံသူလို့မတတ်မှတ်ဘူးငါကတော့သူ့ကိုချစ်တယ်ဒုတော်ညာနဲ့ချစ်ချင်းနဲ့တွားရောက်ပတ်သက်ခြင်းကမတူဘူးနော်ငါသူ့ကိုယံသူလို့မတတ်မှတ်ဘူးငါသူ့ကိုချစ်တဲ့အနေနဲ့ငါသူ့ကိုဘာဖြစ်တာလဲဖျားရှိမှာသူ့ကိုလူကောင်းဖြစ်လာအောင်သူ့ရဲ့စိတ်နှလုံးတွေပြန်ကောင်းစားလာအောင်သူ့ကိုနော်ပြန်လဲပြောင်းလဲလာအောင်အဲ့ဒီယံသူကိုဘာဖြစ်တာလဲချစ်ချင်းအားဖြင့်ဆုတောင်းပေးလို့ရတယ်ဒီနေ့လူတွေကဆုတောင်းခြင်းထက်တွားပြီးတော့ပေါင်းတင်ဆက်ဆံတယ်တွားပြီးတော့ခင်တွဲတယ်တွားပြီးတော့ပတ်သက်ခြင်းကငါရဲ့ချစ်ချင်းကိုတွားဖော်ပြတာကျွန်မပြောပြမယ်နွားကိုပလာတာကျွေးတာနဲ့တူတယ်တဲ့နော်နွားကိုပလာတာကျွေးတာနဲ့တူနေတာဖြစ်တဲ့အတွက်ကြောင့်တာရွေးနားလည်ဖို့အရေးကြီးတာကမတရားတော်သူတဲ့ကိုယ့်ပေါ်မှာမတရားလုပ်တော်သူမတရားပြောတော်သူမတရားပုံကန်တော်သူမတရားလှုပ်ဆောင်တဲ့သူတွေကိုဘာဖြစ်တာလဲမလိုက်နဲ့တဲ့မပေါင်းနဲ့တဲ့ဘုရားပြောထားတာနော်လူဆိုးတို့ဤလမ်းတွေမရက်မနေနဲ့တဲ့အကြံဉာဏ်စိတ်ထားမကောင်းတော့သူတင့်မောင်နှမဖြစ်နေပါစေတင့်အကိုဖြစ်နေပါစေတင့်အမေဖြစ်နေပါစေတင့်သားသမီးတွေဖြစ်နေပါစေသူတို့ရဲ့အကြံစီတွေသူတို့ရဲ့လုပ်ရက်တွေကမာရွတ်နေဆိုလို့ရှိရင်သူတို့ရဲ့တိုက်တွန်းခြင်းသူတို့ရဲ့သွေးဆောင်ဖျားယောင်းခြင်းသူတို့ရဲ့မတရားခြင်းပေါ်မှာမရက်တည်ပေးနဲ့တဲ့ဘုရားပြောထားတယ်နော်ဒီຢာကိုစာလံကျမ်းအခန်းကြီးတစ်အခန်းငယ်တစ်ထဲမှာတေချာရေးထားတာပေးဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မထင်မဲ့မြင်ပြုတော့သူကြီးအစည်းအဝေးနိုင်မထိုင်နဲ့တဲ့တင့်ထဲမှာဘုရားခင်မြတ်တာတွေပြင်းပြတယ်သူတို့ကိုတိဆောက်ခြင်းတယ်ဘုရားခင်ကောင်းမြတ်ကြောင်းတက်သေးတွေခံချမ်းတယ်ကိုယ့်ရဲ့သက်တာမှာတစ်ချိန်လုံးကမကောင်းခဲ့ဘူးအခုကောင်းလာတယ်ဘုရားကောင်းကြီးကိုအာရပါရတင်ကပါဖြစ်တာလေတင့်ရဲ့မောင်နှမတွေတင်ပြောပြခြင်းတဲ့အခါမှာသူတို့ရဲ့မထင်မဲ့မြင်ပြုခြင်းတွေကိုအဲ့လိုမျိုးတင်ကြုံနေဆိုလို့ရှိရင်ဘယ်တော့မှသူတို့ပေါ်မှာတက်တိမခံပါနဲ့တဲ့မထင်မဲ့မြင်ပြုခြင်းကတင့်ကိုမထင်မဲ့မြင်ပြုနေတာမဟုတ်သူတို့မသိတဲ့အရာကတင့်အထဲမှာတင့်ကိုပြောင်းလဲပေးနေတဲ့ဖျားကိုသူတို့ကပုံကန်နေတာဖြစ်တယ်မထင်မဲ့မြင်ပြုနေတာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီရှိတဲ့နေရာကနေပြန်ဆုတ်ပါဒါကြောင့်မလို့မထင်မဲ့မြင်ပြုသောသူရဲ့ထမင်းဝိုင်းနော်မိသားစုဝိုင်းမောင်နှမတွေရဲ့ဝိုင်းမထိုင်နဲ့တဲ့မနေနဲ့တဲ့ဘာလို့ဒါလဲသင်ဒီသူတို့ပေါ်မှာမစွမ်းနိုင်တယ်မကပဲနဲ့သင်ပါလဲကျသွားမှာဖြစ်တယ်တဲ့ဘုရားသခင်ကဒါကြောင့်ဒီလိုသင်ပေးနေတာဖြစ်တယ်နော်ထာဝရဘုရားတရား၌မွေ့လျော်၍တရားတော်ကိုနေညမပြတ်စင်ခြင်းအောင်မေ့လို့တဲ့ဒီနေ့လူတွေတင့်ကိုတိုက်ခိုက်တယ်ဒီနေ့လူတွေတင့်ကိုမုန်းတယ်တင့်ကိုမနာလို့ဖြစ်တယ်ဆိုတဲ့အရာကိုဂုဏ်ယူလိုက်ပါတေချာတာကတင်ဒီဘုရားနဲ့သွားနေလို့သူတို့နဲ့လက်တွဲလို့မရနေတာမကောင်းတဲ့အရာလေးတင့်ကိုလာပြောပြချင်နေတယ်သွေးထိုးချင်တဲ့စကားလေးတင့်ကိုသူတို့ပြောလို့မရတော့ဘူးအမျိုးမျိုးဖြစ်မလာတဲ့ခါကျတော့ဘာလို့တာလဲဆိုတင့်ကိုဘာဖြစ်တာလဲညှိုညင်လာမယ်တင့်ကိုမုန်းတီးလာမယ်အယံပဲကြောက်စရာကောင်းတာဖြစ်တယ်နော်ဒါကြောင့်မလို့နေညမပြတ်ဘုရားသခင်ရဲ့စကားထဲမှာဆင်ခြင်အောင်မေ့ပြီးတော့သွားပါတဲ့တင့်ပေါ်မှာတင့်ရဲ့သားသမီးတော်လကောင်းတင့်ရဲ့မိတ်ဆွေတော်လကောင်းတင့်ရဲ့မိခင်တော်လကောင်းဖခင်တော်လကောင်းတင့်ရဲ့ညီကိုပေါင်းတော်မအရင်ခောက်တော်လကောင်းဘုရားစကားထဲမှာလုံးဝအသက်မရှင်ဘူးဘုရားနဲ့စကားထဲမှာတင့်ကိုမထင်မဲ့မြင်ပြုတ်တယ်ဆိုလို့ရှိရင်မပတ်သက်နဲ့ဘာကြောင့်လဲဆိုလို့ရှိရင်တင့်ရဲ့စိတ်ကိုစောက်ရှောက်ဖို့အတွက်တင်ကညင်ဝတ်စွာနေတဲ့ကာလဖြစ်တယ်တဲ့ဖခင်အရင်ကောင်းမြတ်တာဖြစ်တယ်နော်ကျွန်မအသက်တာမှာလည်းကျွန်မများစွာကြုံတွေ့ရတယ်များစွာတိုက်ခိုက်ခြင်းခံရတယ်များစွာနော်များစွာဒီလိုကြုံလာတဲ့အခါမှာအင်မတန်မှခါသီးပါတယ်အင်မတန်မှနာကြီးပါတယ်ဘုရားသခင်ရဲ့ကောင်းမြတ်ကြောင်းကိုဘုရားသခင်ရဲ့ကြီးမြတ်ကြောင်းကိုဘုရားသခင်ရဲ့လှုပ်ဆောင်ချက်ကိုအာရပါရကိုရဲ့နော်ကိုရဲ့ချစ်တော်မိတ်ဆွေတွေချစ်တော်ညီကိုမောင်နှမတွေကိုအယံကြီးတက်တေခံတဲ့အခါမှာမထင်မဲ့မြင်ပြုခြင်းခံရတဲ့အခါမှာအယံနာကျင်တဲ့အခါမှာဘုရားသခင်ကဘာလုပ်တာလဲနောက်ဆုံးမပတ်သက်နဲ့
ကိုမလိုလားတဲ့လူတွေမပတ်သက်ပါနဲ့ဘာကြောင့်လဲဆိုလို့ရှိရင်တင့်ကိုထိုးနှိမ်မယ်တင့်ကိုခါသီးစေမယ်တင့်ကိုမျက်ရည်ကျစေမယ်တင့်ကိုအမြဲမြဲနဲ့နာကျင်အောင်လုပ်မဲ့အရာကိုတင်ကမသိပဲနဲ့တစွတ်ထိုးလုပ်နေမယ်ဘုရားခင်ကငါ့ကိုဒီလိုဖြစ်တယ်ကြားချင်းကြားမကြားချင်းနေအဲ့လိုသွားတဲ့ခါမှာသူတို့ရဲ့မထင်မဲ့မြင်ပြုခြင်းသူတို့ရဲ့စော်ကားခြင်းကိုတင်မခံနိုင်ဘူးတင်အသွေးအသားနဲ့တိဆောက်ထားတဲ့သူဖြစ်တဲ့အတွက်ကြောင့်ငါသမီးညင်ဝတ်စွာနေပါနှောက်ဆုပ်ပါငါနှစ်ကိုကုသမှာဖြစ်တယ်နင့်ရဲ့နာကျင်ခြင်းမျက်ရည်ကိုငါတုပ်ပေးမှာဖြစ်တယ်နင့်ရဲ့နာကျင်နေတဲ့နှလုံးသားမှာဖြစ်တည်လာတဲ့အရာကိုငါကုသမှာဖြစ်တယ်ကာလတစ်ခုမှညင်ဝတ်စွာနေပါအချိန်ကျလာတဲ့ခါမှာတင့်ကိုအလိုရှိလာလိမ့်မယ်ဒါကြောင့်မလို့ချစ်တော်မိတ်ဆွေတာ၍နားလည်စေခြင်းတဲ့အရာဘုရားသခင်တင့်ကိုသုံးတယ်တင့်ကိုဘုရားသခင်ရွေးနှုတ်တယ်တင့်ကိုလုံးဝအားမပေးကြပါဘူးတင့်ရဲ့မိတ်ဆွေတွေတင့်ကိုချစ်လာပါတယ်ဆိုတဲ့မောင်နှမတွေတင့်ကိုခင်သွယ်လာပါတယ်ဆိုတဲ့လူတွေတင့်ကိုဘာဖြစ်တာလဲမနာလို့ဖြစ်ပြီးတော့ဘာဖြစ်တာလဲတင့်ကိုသူတို့ကပုံစံအမျိုးမျိုးနဲ့ညှင်းဆဲလာမှာဖြစ်တယ်တင့်ကိုစကလုံးအမျိုးမျိုးနဲ့ထိုးစိတ်လာမှာဖြစ်တယ်တင်ပါခွန်အားမှမရဘဲနဲ့အပြည့်နဲ့သွားတော့သူကဘာဖြစ်တာလဲကိုယ့်ရဲ့အသွေးသားကကိုဘာဖြစ်တာလဲတိုက်ခိုက်လာတဲ့အဲ့ဒီဒဏ်ရာကတော်တော်နဲ့ချက်တာခက်တယ်နားမလဲပဲနဲ့တွားပြီးတိုးပြီးတော့သူတို့ကိုတနာလို့သူတို့ကိုဖျားကိုရစေခြင်းလို့သူတို့ကိုအယမ်းတွားပြီးတော့မေတ္တာတွားပြခြင်းတဲ့အခါမှာတင်တန်ရတက်လုံးမချက်နိုင်ဘူးဆိုတဲ့အရာကိုအဲ့ဒီနီးကအယမ်းမားတယ်ဆိုတဲ့အရာကိုဘုရားသခင်ကကျွန်မကိုသင်ပေးတာဖြစ်တယ်ဆိုတော့အခုအယမ်းနားလဲသွားတာဖြစ်တယ်နော်ဒါကြောင့်မလို့ဘုရားသခင်ကအယမ်းကောင်းမြတ်တာဖြစ်တယ်ဘုရားသခင်ရဲ့စကားနဲ့နော်ကာလတစ်ချိန်မှာအမျိုးတွေကာလတစ်ချိန်မှာဒီညီကိုမော်နမတွေစီကနေပြီးမှအကုန်လုံးဖြတ်တောက်လိုက်တဲ့ခါမှာဘုရားနဲ့လူစီကအတန်တွေကိုမကြားလေဘုရားသခင်ရဲ့စကားကပို့ပြီးတော့အသက်ဖြစ်လေလူစီကအတန်ကများလေထိုးစိတ်တာများလေဘုရားစကားကဘာဖြစ်တာကိုယ်ထမမသိဆောင်ဘူးဘုရားကအယံကောင်းမြတ်တာဖြစ်နေနော်ဒါကြောင့်ချစ်တော်မိတ်ဆွေတင်းရဲ့အသက်တာမှာကိုဒီအရာတွေကြုံဘူးသလားယောသက်အားဖြင့်ဘုရားသခင်တင်းကိုစကားပြောပါစေယောသက်အားဖြင့်တင်းရဲ့ဘဝမှာအဲ့ဒီခါတီးခြင်းနာကျင်ခြင်းတွေမုန်းတီးခြင်းတွေနဲ့တင်းကိုနှိမ့်ဆက်ညင်းပန်းနေတဲ့အရာကနေပြီးမှတင်းလွတ်မြောက်ဖို့လိုအပ်တယ်တင်းပေါ့ပါလန်းဆန်းတဲ့နီးကညင်ကိုစွာနေဖို့ပဲမပတ်သက်ဖို့ပဲခွင့်လွတ်လိုက်ဖို့ပဲခွင့်လွတ်ခြင်းကပတ်သက်ဖို့မဟုတ်ဘူးခွင့်လွတ်ခြင်းကပြန်လဲပြီးတော့ငါတို့အရင်ဘဝလိုပဲရှိရအောင်ငါတို့လိုပဲသွားရမယ်လုံးဝမဖြစ်နိုင်ဘူးဘာကြောင့်လဲဆိုကာလအချိန်တစ်ခုကိုရွေးပါဘုရားသခင်သူ့ကိုပြုပြင်ပေးပါဘုရားသခင်သူတို့ကိုနှလုံးသားကိုပြောင်းလဲပေးပါဆိုတဲ့အရာကိုသင်ကမဖြစ်တာလဲစန္ဒရှိစွာနဲ့ဘုရားသခင်စီမှာပဲသင်ရဲ့စန္ဒကိုသင်ပြင်းပြပါဘုရားသခင်သူတို့ကိုချစ်တဲ့စိတ်နဲ့သင်ဆုတောင်းပေးပါနာမည်တက်ပြီးတော့ဆုတောင်းပေးတဲ့အခါမှာဘုရားသခင်ရဲ့ဝိညာဉ်လှုပ်ရှားလာတဲ့အခါမှာသူတို့ရဲ့နှလုံးသားနဲ့ဘလောက်ပဲမာကျောနေပါစေဘလောက်ပဲဖြစ်နေပါစေအသားနှလုံးသားပြောင်းလဲလာတဲ့နေ့မှာဘာဖြစ်တာလဲသင်နဲ့တွေ့ဆုံတဲ့အခါမှာမိတ္တဟာယဖွဲ့လို့ရတယ်တို့မဟုတ်ဘူးဆိုရင်ဘလောက်ပဲရင်းနေပါစေတင့်ကိုတိုက်ခိုက်ဖို့အတွက်ကအဝေးကမဟုတ်ပါတင့်ကိုအင်မတန်မှချစ်လာပါတယ်ဆိုတဲ့တင့်ရဲ့ညီကိုမောင်နှမလေးပဲဖြစ်တယ်တင့်ရဲ့ချစ်တော်မိတ်ဆွေရင်းနေပဲဖြစ်တယ်ဒါကြောင့်မလို့တာ၍နားလည်ဖို့အတွက်ဖခင်သခင်ကအယံကောင်းမြတ်တာဖြစ်တယ်ဆိုလို့ရှိရင်နောက်ဆိုလို့ရှိရင်တင့်ကိုဘုရားသခင်ဘယ်လိုကောင်းချီးပေးတယ်လဲတင့်ကိုဘုရားသခင်ဘယ်လိုဖွင့်ပြတာလဲဘုရားသခင်တင့်ကိုဘယ်လိုတုံးပြနေတာလဲဆိုတဲ့အရာပေါ်မှာတင်ချစ်တော်တင့်ကိုချစ်မယ်လို့ထင်တဲ့ညီကိုမောင်နှမလေးတင့်ကိုချစ်တယ်ထင်တဲ့မိတ်ဆွေတွေကိုဘယ်တော့မှမပြောပြပါနဲ့သူတို့ဝမ်းမသာပါဘူးသူတို့ကတာရွတ်တင့်ကိုမုန်းမယ်တာရွတ်တင့်ကိုတိုက်ခိုက်လာမယ်တာရွတ်တင့်ကိုစိတ်ပြအောင်သူတို့လုပ်မယ်တာရွတ်တင့်ကိုဝမ်းနဲ့ကြည်ခွဲအောင်သူတို့ထိုးစိတ်နေမယ်ချစ်တော်မိတ်ဆွေတာ၍တိဖို့အတွက်ကတင်းရဲ့အကောင့်ထဲမပေါ်မချင်းတင်းအထဲမှာဖျားချင်းချက်တဲ့ချိန်မပေါ်မချင်းနှုတ်စိတ်စွာနေပါယောတက်ကဘာဖြစ်တာလဲနားမလဲတာဖြစ်တဲ့အတွက်ကြောင့်ဘုရားသခင်ကသူ့ကိုဘလို့ကောင်းချီးပေးတဲ့အကြောင်းဘလို့ဖြစ်တဲ့အကြောင်းအနာဂတ်မှာသူ့ကိုညီကိုမနမတွေကအကုန်လုံးသူ့ကိုရှစ်ခိုးမယ်အကုန်လုံးကသူ့စီအကူညီလိုမယ်ဆိုတဲ့စကားလုံးကိုကြိုတင်ပြောပြလိုက်တာဖြစ်တဲ့အတွက်ကြောင့်ဘာဖြစ်တာလဲတမိတ်သားစုရဲ့မုန်းတီးတိုက်ခိုက်ခြင်းကိုစတင်ခါစားတာအဲ့ဒါတစိမ့်မဟုတ်ပါမိသားစုဝင်တွေဖြစ်တယ်အရန်ကြောက်စရာကောင်းတာဖြစ်တယ်နော်ဒါကြောင့်မလို့တင်တို့ရဲ့အောင်မြင်ခြင်းတင်တို့ရဲ့သက်ဆွမ်းခြင်းတင်တို့ရဲ့ပလန်တင်တို့ရဲ့ယူပါယုံအိမ်မက်တွေကိုမိသူတူမှမပြောပြပါဘူးဖယားနဲ့တင်နဲ့ပဲအမြဲတမ်းမိတ္တဟာယဖွဲ့ရင်းနဲ့အဲ့ဒီယူပါယုံအကောင့်ထဲပေါ်လာတဲ့အထိစိတ်ရှည်စွာတိခံပါဘုရားခင်တာဝေးတင်ကိုကောင်းချီးပေးမှာဖြစ်တယ်တင်ကိုချီနှောင်ထားတဲ့လူတွေတင်ချီနှောင်ထားတဲ့လူတွေကိုလည်းတင်ကဘာလုပ်တာလဲခွင့်လွတ်ဖို့အတွက်ဘုရားခင်ကျွန်တော်အနေနဲ့ခွင့်မလွတ်နိုင်ပါဘူးခွင့်မလွတ်ချင်ပါဘူးခွင့်လွတ်လို့မရအောင်ဖြစ်တယ်သို့တော်ညာလေဘုရားသခင်
ကျွန်တော်ခွင့်လွတ်နိုင်အောင်ကူညီပေးပါသူ့ကိုခွင့်လွတ်လိုက်ပါသူ့ကိုမမုန်းပါနဲ့ဘာလို့လဲဆိုလို့ရှိရင်ဘုရားခင်ကမမုန်းနဲ့တဲ့ယန်သူကိုမမုန်းနဲ့ယန်သူကိုချစ်ပါလို့ပြောထားတာဖြစ်တဲ့အတွက်ကြောင့်တင်သူ့ကိုခွင့်လွတ်လိုက်တာနဲ့တင်သူ့ကိုချစ်ချင်းချစ်လို့မရပါဘူးဟန်ဆောင်လို့လည်းမရပါဘူးဒီနေ့များဆောင်တော်သူတွေကဟန်ဆောင်လို့အဲ့ဒီခြုံကိုပြန်သွားတူးတဲ့ခါမှာအဲ့ဒီစူးတွေကပလဘွားနဲ့အဲ့ဒီစိတ်နှလုံးကိုပြန်လေပြီးတော့ထိုးစိတ်တဲ့ခါမှာနာကျင်မှုပလဘွားနဲ့လောကမှာဒုနဲ့တဲ့နဲ့ဖြစ်တယ်ဒါကြောင့်မိတ်ဆွေကိုမလိမ်ပါနဲ့ဒီနေ့ဘုရားသခင်ကအယံကောင်းမြတ်တာဖြစ်တယ်ဘုရားခင်ရဲ့နီးကတကယ်ပို့ပါလန်းဆန်းတာဖြစ်တယ်နော်တင်းရဲ့ရန်သူကိုတွားရောက်ပြီးတော့တွားရောက်ပြီးတော့ငါဘလို့လှုပ်ငါကိုနေစိတ်တလို့လှုပ်ငါနေကိုခွင့်လွတ်တယ်ငါနေကိုခွင့်လွတ်တယ်ဆိုတဲ့တလုံးကယေရှုကခွင့်လွတ်ခိုင်းတယ်ခွင့်လွတ်နိုင်ဖို့အတွက်ကဘုရားသခင်ပါမခွင့်လွတ်နိုင်မှာဖြစ်တယ်ဒါကြောင့်ဘုရားသခင်အားဖြင့်ခွင့်လွတ်လိုက်ပါနော်လွယ်နဲ့လည်းခွင့်လွတ်လိုက်တယ်ဆိုတဲ့စကားလုံးကိုမပြောပါနဲ့ဘုရားသခင်စီမှာခွင့်လွတ်နိုင်တဲ့အစွမ်းကိုတောင်းပါတင်တိတ်စိတ်ပြီးတော့နေရမယ့်ချိန်မှာတင်ညင်ဝတ်တဲ့ချိန်မှာတင်ပါလောက်ရမှာလေဘုရားသခင်ကျမကိုညင်းဆဲထားတဲ့လူကျမနှလုံးကိုအမျိုးမျိုးနော်ဓာတ်နဲ့မွန်းထားတဲ့လူကျမကိုအသေးဖြစ်အောင်ပြောတဲ့လူကျွန်တော်ခါသီးစေတဲ့လူနာကျင်စေအောင်ကြေကွဲစေအောင်ကျွန်တော်ခေါင်းမဖော်နိုင်လှုပ်ဆောင်တဲ့လူတွေကိုနာမည်တက်ပါပြီးရင်ဘာဖြစ်တာလဲသူတို့ကိုခွင့်လွတ်ခြင်းနဲ့ဖယားသခင်ကခွင့်လွတ်ခိုင်းလို့ခွင့်လွတ်ခြင်းနဲ့ပင်ကိုဆိုမခွင့်လွတ်နိုင်လူသားဖြစ်တယ်သို့တော်ညာလေဖယားသခင်ကတင်းရစန္ဒလေးတခုဖယားသခင်ကိုချစ်တဲ့စိတ်နဲ့ဖယားသခင်ခွင့်လွတ်ခိုင်းတာဖြစ်တဲ့အတွက်ကြောင့်ဖယားသခင်အားဖြင့်ခွင့်လွတ်ခြင်းနဲ့ကိုယ်တိုင်ခွင့်မလွတ်နိုင်တာဖြစ်တဲ့အတွက်ကြောင့်ဒါမှန်ကန်တဲ့စကားဖယားသခင်ရဲ့အကူအညီကိုလိုတယ်ဖယားသခင်ကူညီမဆပါဒါပထမတင်လုပ်ရမယ့်အရာတင်ခွင့်လွတ်လိုက်ပြီဆိုလို့ရှိရင်တင်ဘယ်တော့မှတော့မပတ်သက်တော့နဲ့ဘာကြောင့်လဲဆိုလို့ရှိရင်မထင်မဲ့မြင်ပြုတ်တော့အစည်းအဝေးထဲမှာမနေနဲ့တဲ့လူတွေထင်တာကဟာအစည်းအဝေးလုပ်နေတဲ့ထဲကိုမဝင်နဲ့ကိုဆိုလိုတာထမင်းဝိုင်းလားမိသားစုလားတင်းတို့ရဲ့အမျိုးအနွယ်ထဲမှာလားတင်းရဲ့ညီကိုမောင်နှမတွေထဲမှာလားမနေနဲ့ထွက်ခဲ့ဘာကြောင့်လဲဆိုဘုရားသခင်ကတင်းကိုတီးတန့်နေကူတာပြီးတော့အဲ့ဒီခွင့်လွတ်နိုင်တဲ့တကိုးကို तू ကဘာဖြစ်တာလဲခွင့်လွတ်နိုင်တဲ့အရာကို तू ကတင်းကိုတီးချားလေးစေးကြောပေးမယ်အသွေးတော်နဲ့စေးမယ်နော်အသွေးတော်နဲ့စေးမယ်မီးနဲ့စေးမယ်အမျိုးမျိုးတင်းကိုကူတာပေးဖို့တဘုရားသခင်ကတင်းကိုကန့်လိုက်တာဖြစ်တယ်အကန့်ခံလိုက်ပါညှို့စွာနေလိုက်ပါအဲ့ဒီချိန်မှာ तू များကြိတ်တလို့ပြောမယ်ဘာဖြစ်တဲ့ညဖြစ်တာကြိတ်တလို့ပြောသူတို့ပြောတဲ့ကာလတစ်ခုကြာသွားပြီသူတို့ရက်သွားမှာဖြစ်တယ်ဒီနေ့ကိုနဲ့ဖျားနဲ့သွားတဲ့ခါမှာကိုရမှာဘာဖြစ်တယ်လဲတိတန့်ဖျားတဲ့ခင်ကကိုကတ်ပြီးတော့တောက်လျှောက်ကိုဘာဖြစ်တယ်လဲကုသတဲ့ခါမှာတင်းရဲ့နာကျင်ခြင်းတွေငိုချလိုက်ပါတင်းရဲ့ဝမ်းနဲ့ခြင်းတွေငိုချလိုက်ပါတင်းရဲ့ကြည်ကွင်းခြင်းတွေငိုချလိုက်ပါပေါ်လူကဲ့သို့ငါးကြီးကုန်ကဲ့သို့ကြွားကျသွားပါစေတဲ့အဲ့ဒီကြည်ကွဲခြင်းတွေအဲ့ဒီခါတီးခြင်းတွေနာကြီးခြင်းတွေငါးကြီးကုန်ကဲ့သို့ကြွားကျသွားဖို့အတွက်ကာလအချိန်တစ်ခုဆိုတာရှိတယ်ဆိုတာမိတ်ဆွေမမေ့ပါနဲ့ငါခွင့်လွတ်တယ်ဆိုတဲ့ဟန်ဆောင်စကားတွေရှော့ရှော့မပြောပါနဲ့သိအသက်တာမှာကြုံတွေ့လာတဲ့ခါမှာတစ်ချိန်ပြန်ပြီးတော့ပြန်လဲပြီးတော့အဲ့ဒီဒဏ်ရာကိုပြန်လာပြီးတော့ငွေနေတဲ့အရာတွေကတင့်ကိုဘယ်တော့မှမိတ်ဆွေအနေနဲ့သူကဘာဖြစ်တာလဲမထားနိုင်တာဖြစ်တဲ့အတွက်ကြောင့်ဒီနေ့တင်ကနော်တွားရောက်ပြီးတော့ငါဖျားသားသမီးငါတွားတောင်းပန်မယ်ပြီးသူတို့ငါ့ကိုကြိတ်တလို့လှုပ်သူတို့ထားတဲ့နေရာမှာသူတို့ကြိတ်တလို့စထွေးကြိတ်တလို့လှုပ်ကြိတ်တလို့လှုပ်ဆိုတဲ့ဟာဘုရားအဲ့လိုမတင်ပေးဘူးနော်ဒီနေ့များစွာသောသူတွေအဲ့လိုလုပ်နေတာဖြစ်တယ်အဲ့လိုလူတွေရဲ့နေကြားလာတဲ့အရာတွေမြင်တွေ့ရတဲ့အရာငနာကြီးချင်းခါသီးချင်း10နှစ်10မိုးနဲ့ဒီတိုင်းပဲပါဇက်ကတော့ခွင့်လွတ်တယ်လို့ပြောတာနှလုံးသားကတော့နာကြီးနေတာဘာကြောင့်လဲဆိုနာကြီးတဲ့လူနဲ့ပတ်သက်နေတာစကားပြောတဲ့ခါမှာလူတွေကနာကြီးအောင်ပြောတတ်တဲ့လူတွေမပေါင်းပါနဲ့ဘာလို့လဲဆိုအဲ့ဒီနာကြီးချင်းကကိုယ့်ရဲ့စိတ်နှလုံးထဲမှာဒဏ်ရာရသွားတယ်ဆိုတော်တော်ကုယူရတာခက်တယ်ပြောတဲ့လူကလက်လွတ်စပယ်ကဲရောတိုက်ရဲ့အကိုတွေကနော်သူ့ရဲ့ညီရောတက်ကိုသူတို့မုံတီးတယ်သူတို့ကဘာဖြစ်တာလဲမြတ်တာမပါတဲ့စကားတွေနဲ့သူတို့ကတိုက်ခိုက်ထားတဲ့လူနောက်ဆုံးကြုံအဖြစ်ရောင်းစားလိုက်တာတောင်မှဘာဖြစ်တာလဲသူတို့ကမိတ်လွယ်တယ်သူတို့ရဓာကြီးရတော့လုံးဝတည်သွားပြီလို့ထင်တာဘာလို့ဆိုတော့အကောင်းမမြင်တာဖြစ်တဲ့ကြောင့်ဟာဒီကောင်ကြီးကငါတို့ရောင်းစားလိုက်ပြီဟာလမ်းမှာပဲငတ်လို့တိမ်နဲ့တိမ်မှာပဲဂျိုအနေနဲ့ရောင်းစားလိုက်ပြီသူများရိုက်လို့လဲတိမ်မှာပဲနောက်ဆုံးသူများတွေနော်သူကဘာဖြစ်တာလဲမကောင်းမြင်မုန်းတာဖြစ်တဲ့အတွက်ကြောင့်သူတို့ကအဲ့လိုမကောင်းမြင်တဲ့ဇက်တမ်းမှာပဲသူတွင်းထားတာဖြစ်တယ်ရောတက်ကိုမြင်တဲ့ခါမှာတဲ့သူတို့မမှတ်မိသူတို့အထဲမှာကမုန်းတာကတေးသွားပြီမကောင်းစားဘူးဂျိုနေပဲငါတို့ထက်တောင်စိုးနေမှာပဲလို့သူတို့ကသတ်မှတ်တာသို့တော်ညာလေဖယားသခင်ရဲ့ယူပါယုံအိမ်မက်ကလုံးဝမှန်ကန်တာဖြစ်တဲ့အတွက်ကြောင့်အကောင့်ထဲပေါ်လာတဲ့ခါမှာသူတို့ကလုံရက်တွေကသူတို့မမှတ်မိဘူးလုတ်ခံရတဲ့ရောတက်ကချက်ချင်းမှတ်မိတယ်ဒါကြောင့်မလို့ရောတက်အားဖြစ်ကျွန်တော်တို့တင်ယူစရာလေးတွေရှိတယ်ရောတက်ဒီ
ရောင်းစားတဲ့ခါမှာ18နှစ်သူတကယ်နန်းတော်အုပ်ကိုရသွားတဲ့ခါမှာအသက်30ဂျားကာလမှာ73နှစ်ကာလရှိတယ်ယောတက်ကမတုံ့ပြန်ပါဘူးဂလက်စားသွားမချေပါဘူးတွားပြီးတော့ဖြည့်ရှင်းချက်မလုပ်ပါဘူးဘာဖြစ်တာလဲဆိုသူ့ကိုမချစ်မနစ်သက်တဲ့မိသားစုထဲမှာဘာဖြစ်တာလဲသူ့ကိုဒီလိုပထုတ်လိုက်ခြင်းအားဖြင့်သူကညင်ဝတ်စွာသူနေတဲ့ကာလတစ်ခုရှိတယ်သူလောက်ရမယ့်အရာတွေဒီဇိုင်းမတ်လုပ်ခြင်းအားဖြင့်တနေ့ကျရင်ဖယားတခင်ရဲ့အိမ်မက်ယူပါယုံအရာဖယားကငါ့ကိုမလိမ်ဘူးဆိုလို့ရှင်ကာလတစ်ချိန်ရောက်ရင်ဒီအရာကပေါ်လာမှာပဲဆိုတဲ့အရာကိုယုံလို့30ပြည့်တဲ့ခါမှာပေါ်လာပြီဖြစ်တယ်ယောသက်ကဒီအရာကိုနော်ဒီအရာကိုဖယားစကားကအလောက်တော့မှန်လားဆိုတဲ့အခါမှာအကိုတွေနဲ့တွေ့တဲ့အခါမှာမနေနိုင်လို့မြည်ကြငိုတယ်တဲ့ငိုတယ်တဲ့နန်းတော်တစ်ခုလုံးတော့ညံသွားတဲ့အဆင့်ဆိုဘယ်လောက်တောင်သူဘယ်လောက်ထိတောင်မှအထဲမှာရှိနေတဲ့နာကျင်ချင်းကြည်ကွဲချင်းထဲမှာရိုးရိုးငိုတာမဟုတ်ရိုးရိုးမြည်ကြတာမဟုတ်ငိုကြွေးတယ်တဲ့နန်းတော်တစ်ခုလုံးတော့မှဘာဖြစ်တာလဲကြားတဲ့အထိနန်းတော်ဆိုဘယ်လောက်တောင်လုံတယ်နန်းတော်တစ်ခုလုံးကြားတဲ့အထိတဲ့ရောတက်ရဲ့ငိုကြွေးတန်ကဘယ်လောက်ထိခါတီးတယ်လဲဆိုတဲ့အရာကိုဒီမှာမြင်ရတာဖြစ်တယ်ဒါကြောင့်မို့ချစ်တော်မိတ်ဆွေတင်တို့အထဲမှာမိတ်ဆွေမှမသိဘူးရန်သူမှမသိဘူးကိုကိုမချစ်မနစ်သက်မခင်တွေ့တဲ့လူတွေနဲ့မိတ်ဆွေမလုပ်ချင်တယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဘုရားသခင်ကရန်သူကိုချစ်ပါလို့ပြောထားတာဖြစ်တဲ့အတွက်ကြောင့်ငါကိုဘလောက်မုံဘလောက်ပဲတိုက်ခိုက်ဘလောက်ပဲညှင်းဆဲငါတော့သွားမှာပဲငါဘုရားစကားနားထောင်တာအဲ့ဒါလူမိုက်ဘုရားသခင်အဲ့လိုမတင်ပေးဘူး။ဘုရားသခင်ကတင့်ထဲမှာနာနေတဲ့၍တင်ကသွားပေါင်းမယ်ဆိုတာတင်ခဏပဲသူတရုတ်ပြန်ထိုးစိမ့်တင်ပြန်နာမယ်နာပြီးပြန်မုံမယ်တန်တရားလဲနေတဲ့အရာမှာဘုရားသခင်အဲ့လိုမလုပ်ဘုရားသခင်ကဘာဖြစ်တာလဲနစ်ကိုလွတ်တဲ့လူကိုနင်းဘာဖြစ်တာလဲရန်သူကိုချစ်တတ်အောင်ငါထာနိခန်ငါတင်ပေးမယ်အဲ့ဒီကာလတစ်ခုမှညီမှုစွာနေမပတ်တဲ့နဲ့နေသူကမမုန်းအောင်နေကငါတင်ပေးမယ်ချစ်တက်လောက်နဲ့ငါတင်ပေးမှာဖြစ်တဲ့အတွက်ကြောင့်ငါတင်ပေးနေတဲ့ကာလမှာမပတ်တဲ့နဲ့မခင်တွယ်နဲ့သို့တော်ညာလဲမမုန်းနဲ့လို့ဘုရားတင်ပေးထားတာဖြစ်တယ်အရာကောင်းမြတ်တဲ့ဘုရားဖြစ်တယ်နော်တကြောင်ချစ်တော်မိတ်ဆွေတင်တို့အသက်တာမှာဟောတင်တို့မှာမုန်းတင်တို့ကိုနော်လုံးဝနာအောင်ဘဝမှာထူထောင်လို့မရအောင်နာကြီးအောင်လုပ်တဲ့လူတွေရှိသလားတင်တို့ရဲ့အချစ်ဆုံးဖြစ်တော်တင်တို့ရဲ့မိတ်ဆွေလားတင်တို့ရဲ့အချစ်ဆုံးဖြစ်တဲ့တင်တို့ညီကိုမောင်နှမတွေလားတင်တို့ရဲ့မိဘတွေများဖြစ်နေသလားဒီနေ့တိုက်ဆိုင်တယ်ဆိုလို့ရှိရင်ခွင့်လို့ဆရာမလို့ပါဘူးတင်ပြုတ်ပြင်လိုက်ပါတင်အသက်တာထဲမှာဘုရားသခင်ကတင်ပေါ်မှာအလင်းဖြစ်စေခြင်းတယ်တင်ပေါ်မှာစားဖြစ်စေခြင်းလာတာဖြစ်တယ်ဒါကြောင့်လို့တာပြည့်နားလေစေခြင်းတဲ့အရာကဘုရားသခင်ကကျွန်တော်တို့ကိုစာလံတစ်ထဲမှာတခြားပြောထားတဲ့အရာကိုလေလူကလက်လူရှုမိတဲ့အခါမှာအကြိမ်ကြိမ်ပြန်လဲပြီးတော့ထိုးစိတ်တဲ့အခါမှာမနိုးတန်းထိုးစိတ်နာအောင်ထိုးစိတ်တဲ့လက်ခံဘုရားကငါအပေါင်း89ကြိမ်ရိုက်နဲ့ရိုက်ခမ်းလို့ပြောတာဖြစ်တဲ့အတွက်ကြောင့်ဘာဖြစ်တာလဲတဲ့အထဲမှာဘုရားဘုံလည်းမထင်ရှားတစ်ဖက်သားရန်သူကိုလည်းတင်မကယ်တင်နိုင်အောင်စောနှလုံးကောယောဂရပြီးတော့တင်စောပဲမိစာကုန်ပြီးတော့စောတေသွားမှာဖြစ်တယ်ဖယားတခင်နီးကအဲ့တိုင်းအလုပ်လုပ်တာမဟုတ်ဘူးတာရွေးချစ်တော်မိတ်ဆွေတင်းတို့တာရွေးနားလေစေခြင်းတဲ့အရာတုတ်တန်423မှာမပြောတာလေဆိုလို့ရှိရင်နှလုံးသားကိုကာကွယ်ဖို့အတွက်ဖယားတခင်ပြောထားတယ်မဟုတ်လားတင်းတို့ရဲ့နှလုံးကိုစောက်ရှောက်လို့တဲ့တင်းကိုမချစ်မနစ်တဲ့လူတင်းကိုပုံကန်နေတဲ့လူတင်းကိုညှင်းဆဲနေတဲ့လူတင်းကိုလုံးဝနာကျင်အောင်အမြဲတမ်းပြောနေတဲ့လူတွေတင်းကဘာလုပ်တာလဲသွားပတ်သက်နေရင်တင်းရဲ့ဒီနှလုံးသားကဘယ်လိုလုပ်တင်စောက်ရှောက်မိမှာလဲတင်းနှလုံးကိုဘယ်လိုလုပ်တင်ကဂရုစိုက်မိနိုင်မှာလဲဒါကြောင့်မလို့ချစ်တော်မိတ်ဆွေဘုရားသခင်ရဲ့စကားကိုနားထောင်ပါဘုရားသခင်ကတင့်နှလုံးကိုစောက်ရှောက်ဖို့အတွက်ယန်သူနဲ့မပေါင်းပါနဲ့ယန်သူကိုမခင်သွဲပါနဲ့တဲ့သို့တော်ညာလဲမမုန်းပါနဲ့တဲ့ဘာကြောင့်လဲဆိုလို့ရှင်တနေ့ဘုရားသခင်တို့ကိုပြောင်းလဲပေးမှဖြစ်တဲ့တင့်ရဲ့မိသားစုထဲမှာတင့်ကိုရွေးချယ်လိုက်တာကအချင်းကြီးတက်မဟုတ်တင့်အားဖြင့်မိသားစုကိုကယ်တင်ခြင်းရဖို့အတွက်တင့်အားဖြင့်မိသားစုလွတ်မြောက်ခြင်းရဖို့အတွက်ဖြစ်တယ်ယောသက်မှာလဲဘာပြောလိုက်တာလဲဆိုခွင့်လွတ်တယ်တဲ့ဒီလိုကိုသူ့အကိုတွေကတိတ်ချာတိတ်သွားတဲ့အခါမှာသူ့အကိုတွေကဗါလဲရှက်တတ်တယ်နော်လူဖြစ်တဲ့အတွက်ကြောင့်ဟာသူတို့အရန်ရှက်တယ်သူတို့အဲ့ဒီအိမ်မက်ကိုလည်းသူတို့သွားတတိရတယ်အကိုလုံးကဒူးထောက်ပြီးတော့အစာရည်လေးပေးပါဟာတစ်ချိန်လည်းမဟုတ်နှစ်ချိန်လည်းမဟုတ်ဘူးနော်နောက်ဆုံးတစ်ချိန်မှာတိတ်သွားတဲ့အခါမှာသူတို့ရဲ့ယောသက်လေးရဲ့အိမ်မက်လေးကိုပြန်တတိရသူတို့ရဲ့လုံရက်လေးတွေသူတို့တောင်းပန်လာသူတို့မာသွားတယ်ဆိုတာသိတာတဲ့အခါမှာရှက်တဲ့အခါမှာယောသက်ရဲ့နှလုံးသားကပြင်ဆင်ထားတာဖြစ်တဲ့အတွက်ကြောင့်ဥပမာယောသက်ကဒီ73နှစ်ကာလမှာသူတို့နဲ့တွားပြီးတော့ဖြည့်ရှင်းနေမုန်းနေဖြည့်ရှင်းနေတန်တရားလဲရင်ဒီနေ့ဒီစကားကဘလို့မှထွက်လာမှာမဟုတ်ယောသက်အသက်တာမှာ73နှစ်တာကာလမှာညင်ဝတ်စွာနေပြီးတော့ तू လှုပ်ရမယ့်အလုပ်ကို तू လှုပ်နေတဲ့ तू ရဲ့နှလုံးသားကိုလည်းဘာဖြစ်တာ तू မေ့ထားလိုက်တာဒီမိသားစုကြီးကို
ဒီညီကိုမောင်နှမတွေကို तू ကမိထားပလိုက်တာ तू လှုပ်ရမယ့်အရာ तू လှုပ်ဆောင်မယ့်အရာတွေအကောင်းဆုံးကိုလှုပ်ခြင်းအဖြစ်သူရဲ့စိတ်ကဘာဖြစ်တာလဲထိုးစိတ်ချင်းအဲ့ဒီအရာအကျဉ်းလာပြီးတော့ညင်းဆဲတာမရှိတော့တစ်ချိန်တစ်ခါမှနာသွားတဲ့အရာကနေပြီးမှအကျဉ်းပတ်သက်ပြီးအကျဉ်းပြန်ညင်းဆဲတဲ့အရာကရောတတ်မှာမရှိဘာကြောင့်လဲဆိုလို့ရှိရင်နှစ်30ပြည့်တဲ့ခါမှာအကိုလေးတွေ့တဲ့ခါမှာအကိုလေးကိုဘာဖြစ်တာလဲအဲ့ဒီနာကြီးချင်းခါးသီးချင်းကိုတစ်ချက်တည်းငိုကြွေးချင်းကျဲလောင်းစွာငိုကြွေးပြီးတော့ဘာဖြစ်တာလဲသူ့ရဲ့ခါးသီးချင်းကိုသူရက်လိုက်တာဖြစ်တယ်ဘာပြန်ပြောလဲဆိုလို့ရှင်အကိုလေးကိုဘာပြန်ပြောလဲဆိုလို့ရှင်နင်တို့မမားဘူးတဲ့နင်တို့လုပ်တဲ့အရာမှန်နေတဲ့နင်တို့အားဖြင့်ဘုရားသခင်ကငါ့ကိုမိသားစုတစုလုံးကိုကယ်တင်ဖို့အတွက်ရှေ့ကနေပြီးငါ့ကိုဒီတိုင်းပြည်ကိုလွတ်လိုက်တာတဲ့ကဲရောတက်လေးတာအဲ့ဒီ73နှစ်ကာလမှာကင်းရှင်းမနေဘဲနဲ့ပြန်ပြီးတော့သူပတ်သက်ပိုင်ခွင့်ရှိတယ်လေ तू သွားတက်တယ်လေလာတက်တယ်လေသူ့ရဲ့နေရက်မြေကိုသူ့မှာပြန်ပုံကန်နိုင်တဲ့အစွမ်းရှိပြီလေतू မသွားလောက်ခဲ့တာသူဟာ तू ကင်းနေတယ်သူဟာ तू လှုပ်ဆောင်မဲ့အရာတွေလှုပ်တဲ့ခါမှာသူ့ရဲ့စိတ်ကဘာဖြစ်တာလဲဘုရားသခင်ရဲ့နှလုံးသားကသူ့အထဲမှာဘုရားသခင်အကြံစီကို तू နားလည်သွားတဲ့ခါမှာညင်ဝတ်စွာနဲ့အသက်30သူ့ရဲ့ယူပါယုံအိမ်မက်ပေါ်လာတဲ့အထိ तू စောက်ပြီးတော့မိသားစုတွေကောင်းကြီးတည်ပေးတယ်ဆိုတဲ့အရာကိုဘုရားသခင်ကသူ့ကိုပြန်ဖွင့်ပြတယ်အဲ့ဒီနှလုံးသားကိုယောသက်ကပြန်လဲပြီးတော့ပေါ်ပြနိုင်တာဒါကြောင့်မလို့ချစ်တော်မိတ်ဆွေတင်တို့ကြုံကောင်းကြုံလိုက်မယ်နော်တင်တို့ကိုတိုက်ခိုက်နေတဲ့မိဘတွေတင်တို့ကိုညှင်းဆဲနေတဲ့ညီကောင်မောင်နှမတွေတင်တို့ကိုမထီမဲ့မြင်ပြုတ်တဲ့တင်တို့ကိုမနာလိုတဲ့ညီကောင်မောင်နှမတွေတင်တို့ကိုမုန်းတီးတိုက်ခိုက်တဲ့တွေ့သားတွေရှိကောင်းရှိလိမ့်မယ်ဒါကြီးကိုဘာဖြစ်တာလဲခဏခောက်ထားလိုက်ပါမပတ်သက်ပါနဲ့ဘာကြောင့်လဲဆိုကိုဟာကိုနေတာအကောင်းနော်သူတို့ဆရာလာတဲ့သတင်းကကိုမိုးချိုးပစ်လိုက်တယ်လို့ပဲဒါကြောင့်ဘုရားသခင်ကနေ့တိုင်းဝမ်းမြောက်ရှင်လန်းဖို့အတွက်တင့်ကိုတင်ချစ်မှတင့်ကိုတင်တီဆောက်ပြီးမှအများကိုတင်ရတဲ့ဆောင်တော်မှာဖြစ်တယ်အများအကျိုးကိုတင်ပြုတ်နိုင်မှာဖြစ်တယ်ဒါပေမဲ့လူကမဟုတ်ဘူးဟာလူတွေကိုကယ်ခြင်းတဲ့ခါမှာကိုတော့မကယ်နိုင်ပဲနဲ့ဘာဖြစ်တာလဲကိုပြိုလဲသွားတဲ့အဆင့်ဒါကြောင့်မလို့ဘုရားသခင်ရဲ့နီးကိုခံပါလို့ဒီနေ့ဘုရားသခင်ကတင်ပေးတဲ့အရာအားဖြင့်ကျမအသက်တာမှာလေကျမဒီအရာအားဖြင့်ပေါ့ပါလန်းဆန်းလာတာဖြစ်တယ်ကျမလည်းလူသားဖြစ်တယ်လူသားတိုင်းမှာအသွေးသားနဲ့တိဆောက်ထားတဲ့အရာရှိတယ်ပတ်ဝန်းကျင်ရှိတယ်မိတ်ဆွေရှိတယ်အတိုင်းဝိုင်းရှိတယ်မိသားစုရှိတယ်မောင်နှမရှိတယ်ဘယ်သူကသင်ရဲ့ရန်သူလဲဘယ်သူကသင်ရဲ့မိတ်ဆွေလဲဆိုသင်ခွဲတိုက်ရင်ဘုရားသခင်ကမိတ်ဆွေကိုပဲချစ်ပါရန်သူကိုမုန်းပါဆိုမတင်ပေးထားဘူးနော်မိတ်ဆွေတွေကိုလည်းချစ်တတ်ရမယ်ရန်သူကိုလည်းချစ်တတ်ရမယ်သို့တော်ညာလည်းအဲ့ဒီချစ်ချင်းရဲ့ဒီဖက်မှာဘယ်လိုပုံစံမျိုးနဲ့ချစ်နိုင်မလဲဆိုတာကခါတီးချင်းနေနော်ကုသချင်းခံရပြီးမှတက်တာသွားမှသင်ရသူတို့တကယ်ပဲခွင့်လွတ်တယ်ဆိုလို့ရှင်သူတို့ကိုစားပြုတောင်းပန်ကိုစားပြုဆုတောင်းပေးပြီးမှသူတို့အသက်တာလည်းပြောင်းလဲလာတဲ့ခါမှာအဲ့ဒီဖျားရဲ့ချစ်ချင်းကဘာဖြစ်တာလဲရန်သူကိုအကောင့်ထဲပေါ်ပြီးတော့ချစ်ပေးနိုင်မှာဖြစ်တယ်ချစ်တော်မိတ်ဆွေဒီတစ်ခါကျွန်မဗမာပြည်ပြန်တဲ့ခါမှာများဆိုတော့လူတွေမိတ်တဟာဖွက်တယ်များဆိုတော့လူတွေနဲ့တွေ့တဲ့ခါမှာဒီຢာတွေပဲများဆိုတော့ຢာတွေလူတွေကဘာဖြစ်တာလဲဟာနာကြည်ချင်းတွေနဲ့အလုံးမလုံးချင်တော့ဟာမိတ်ဆွေကနော်သူတို့ရတကယ်ပဲမိတ်ဆွေတို့ထင်ခဲ့တယ်အာကိုအားပေးမယ်ဒီလိုမျိုးလုပ်ပေးမယ်လို့ထင်ခဲ့တယ်မဟုတ်ဘူးသူတို့ကိုဘာဖြစ်တာလဲခြေထောက်နဲ့နင်းချေတယ်အဲ့ဒါကသွေးရင်းတွေဖြစ်တယ်အရင်ကြောက်စရာကောင်းတယ်ဒါကြောင့်မလို့ဒီမှာရှိတော်သူတွေကိုကျွန်မတခါတည်းနော်ဒီနေ့လိုက်လွင်ပြီးတော့ဒီနေ့တင့်အတွက်ဖြစ်တယ်ဆိုတာကိုဘယ်တော့မှမမေ့ပါနဲ့ဒီနေ့ပြောလိုက်တဲ့အရာကကိုယ့်အထဲမှာသင်ယူစရာဖြစ်တယ်ဆိုတဲ့အရာဘုရားသခင်ကဒီစကားကိုတည်ခိုင်းတာဖြစ်တယ်တင့်နှလုံးသားထဲကဒဏ်ရာတွေကြက်ချင်တယ်ဆိုလို့ရှိရင်တင့်ကိုမချစ်မနစ်သက်တဲ့သူတင့်ကိုခါးတီးအောင်လုပ်တဲ့သူတင့်ကိုမျက်ရည်ကျစေတဲ့လူတင့်ကိုတန်ဖိုးမထားတဲ့သူတွေမှန်တမျှဘလောက်ပဲသွေးသားရင်ချဖြစ်နေပါစေရပ်တန်းလိုက်ပါစက်တွေမှုတွေရပ်တန်းလိုက်ပါမပတ်သက်ပါနဲ့ဘာကြောင့်လဲဆိုလို့ရှိရင်တင့်ရဲ့နာကျင်နေတဲ့စိတ်လုံးကိုဘုရားသခင်ကပြုပြင်ပေးခြင်းနဲ့ကုသပေးခြင်းတာဖြစ်တဲ့အတွက်ကြောင့်တင်ကရပ်တန်းရမှာဖြစ်တယ်ဒါမှပဲတင်ရဲ့နော်ဘုရားသခင်ကလောကမှာမိသားစုလို့ပေးဖြစ်လာတယ်မောင်နှမလို့ပေးဖြစ်လာတယ်တာအမီလို့ပေးဖြစ်လာတဲ့အရာကဒါမှတန်ဖိုးဆိုတာနားလည်လာမှာဖြစ်တယ်ဒါကြောင့်ချစ်တော်မိတ်ဆွေဒီနေ့တာ၍အတင်လွတ်မြောက်ခြင်းနဲ့ဆိုလို့ရှိရင်ဘုရားသခင်စီကယေရှုပြောတော့နီးကိုခံပါတင်ဝန်ကိုချပါဟုတ်ပါတယ်ကိုတော့တင်ငိုကြွေးခြင်းနဲ့ဆိုလို့ရှိရင်ဘုရားရှိမှာပဲငိုပါဟာအဲ့ဒီရန်သူရှိမှာသွားမငိုပါနဲ့တင်အကံပဲခံရမယ်တ
တင်စားပဲပက်ခံရမယ်ငရုတ်ဒီထောင်းစားနဲ့တင်းရဲ့အနာကိုပဲတို့လူးမှာဖြစ်တယ်ဒါကြောင့်မလို့တင်းရဲ့ကြေမွနေတဲ့နှလုံးသားနဲ့ပဲဖျားစီမှာပဲပြောပြမှာဟုတ်ပြီတင်းရဲ့နာကျင်ခြင်းကိုဖျားတခင်စီမှာပဲပြောပြမှာတင်းကိုကုတမိုင်ပေးတဲ့ဖျားကပဲတင်းကိုကုတနိုင်မှာဖြစ်တယ်ဒါကြောင့်ချစ်တော်မိတ်ဆွေတင်းအထဲမှာဘလို့ဒဏ်ရာတွေနဲ့ခံစားရတာလေတင်းနှစ်ပေါင်းမြောက်များစွာ10နှစ်10မိုးတွေကုတပြီးတော့ညာလေအော်ဘုရားမြတ်တာနဲ့ကုတယ်ဘုရားစကားနဲ့ကုတယ်လို့ပြောပြီးတော့ယနေ့အထိဘုရားစကားကိုတင်ရှာမတွေ့နေတဲ့လူတွေများစွာရှိတယ်ကိုယ်စကားနဲ့ကိုယ်သဘောနဲ့ပဲကုတရင်းနဲ့မိုးပြီးတော့ကိုယ့်ရဲ့နှလုံးသားကစကားတစ်ခုလုံးတော့ဖြစ်သွားတဲ့အထိဒီလှုပ်ဆောင်နေတာဖြစ်တယ်ဒါကြောင့်ချစ်တော်မိတ်ဆွေတင်းရဲ့နှလုံးကိုအထူးစောက်ရှောက်ပါအထူးတတိပြုပါဆိုပြီးတော့စာတောက်တန်423မှာလည်းဖျားတခင်ကတတိပေးထားတာဖြစ်တဲ့အတွက်ကြောင့်တတိပေးထားတာဖြစ်တဲ့အတွက်ကြောင့်တင့်ကိုမပေါင်းတင်ခိုင်းတဲ့လူတွေများစွာရှိတယ်ဆိုတာကိုလည်းမမေ့ပါနဲ့တို့မဟုတ်ဘူးဆိုလို့ရှိရင်တင်ကတင့်ကိုညှင်းဆဲတဲ့လူနဲ့ပပမဖြစ်ဘူးငါဖះရသွားပြီဖះငါကိုနိုးစော်တာနင့်ကိုလာပြီးတော့ခွင့်လို့ရမယ်နင့်ကိုချစ်ရမယ်နင်းနဲ့ပဲပတ်သက်ရမယ်နင်းနဲ့တွာလာမုန်းတဲ့လူနဲ့တွာပတ်သက်တယ်ဆိုလို့ရှိရင်တင့်ကို तू မခင်တွေ့ရင်နောက်တစ်ဖန်ပြန်လဲပြီးတော့တင့်ကိုပြန်ညှင်းဆဲမှာပဲနောက်တစ်ခေါက်ပြန်လဲပြီးတော့တင့်ရဲ့နှလုံးကိုပြန်ပြီးစားနဲ့ပက်မှာပဲနောက်တစ်ခေါက်ပြန်ပြီးတော့တင့်ရဲ့နှလုံးကငရဲမိနဲ့လောင်းမှာပဲဒါသူတို့ရဲ့တာဝန်မပြောင်းလဲတဲ့လူတွေရဲ့တာဝန်ကဒီအတိုင်းပဲဖြစ်တယ်ဒါကြောင့်မလို့တင့်ရဲ့စန္ဒကသူတို့ပြောင်းလဲဖို့အတွက်ဘုရားခင်ကိုကျေးဇူးတင်လိုက်ပါဒီလိုမိသားစုမလုံးမထဲမှာကျွန်မကိုရွေးလိုက်တဲ့အရာကဘာဖြစ်တာလဲအဖိုးခဆိုတာပေးရအဲ့ဒီအဖိုးခဘာဖြစ်တာလဲသူတို့ရဲ့ညင်းဆဲခြင်းသူတို့ရဲ့ပြောဆိုခြင်းသူတို့ရဲ့ခါတီးဆိုတာပြောခြင်းရောတက်ကဲ့သို့ဘာလို့တာလဲဒီနေ့ပေးဆက်လိုက်တဲ့အရာကဘာဖြစ်တာလဲမိသားစုကိုပြန်ကယ်ဖို့ဖြစ်တယ်မိသားစုကိုကယ်တင်ခြင်းရဖို့ဖြစ်တယ်မိသားစုကိုလွတ်မြောက်ဖို့အတွက်ဘုရားခင်ကတင့်ကိုအားဖြင့်ဘုရားခင်ကရွေးချယ်လိုက်တာဖြစ်တယ်ဒါကြောင့်မလို့ချစ်တော်မိတ်ဆွေတင်ပဲနေရာမှာနားနေတာလဲတင်ဘလို့ပုံစံမျိုးနဲ့ကုသနေတာလဲတင်ဘလို့လူတွေနဲ့ပြန်ပြီးတော့ပတ်သက်နေတာလဲညင်ဝတ်စွာနေပါဖယားနဲ့အချိန်ယူပါဖယားတခင်နဲ့တင်ရဲ့နာကျင်ကြီးကွဲသွားတဲ့အဲ့ဒီဒဏ်ရာကိုကုသပါအချိန်ကာလတစ်ခုရောက်တဲ့အခါမှာတင်သူတို့ကိုဘာဖြစ်တာလဲသူတို့ကိုဆူတောင်းပေးရင်းနဲ့ကာလအချိန်ရောက်တဲ့အခါမှာဘုရားသခင်ရဲ့နှစ်ဖက်လုံးရဲ့ကုသခြင်းပြောင်းလဲခြင်းဖြစ်တဲ့အခါမှာတင်းတို့ပြန်တွေ့တဲ့အခါမှာပဲတင်းတို့တလုံးတဝတယ်ဖြစ်မယ်တို့မဟုတ်ဘူးဆိုရင်တွေးဘလောက်ပဲရင်းနေပါစေတွေးဘလောက်ပဲရင်းနေပါစေတင်းကိုတိုက်ခိုက်မဲ့သူကတင်းအနီးဆုံးပဲဆိုတာကိုကျွန်မထပ်ပြီးတော့ပြောချင်တာဖြစ်တယ်ချစ်တော်မိတ်ဆွေဒီနေ့ကျွန်မနော်ဒီနေ့ဘုရားသခင်ရဲ့နိုးစော်ခြင်းအားဖြင့်ဒီနေ့တင်းကိုလွတ်မြောက်ခိုင်းစေချင်တာဖြစ်တယ်တင်းအแทမှာနာကြီးနေတဲ့အရာကိုဒီနေ့ပေါ့ပါထုတ်အတွက်ဒီနေ့ဘုရားသခင်ကစကားလာပြောတာဖြစ်တယ်တင်းရဲ့လှုပ်ရက်တွေကဒီနေ့ရောတက်ကဲ့သို့မဟုတ်ဘူးကိုယ့်သဘောအတိုင်းလုပ်နေတယ်ဆိုလို့ရှိရင်ရက်တိုင်းရက်ပါအဲ့ဒါဘုရားနီးမဟုတ်ပါဒီနေ့ရောတက်ရပုံပြင်ပါဒီကဘာဦးကျန်းကကဘာဦးကျန်း30ခွန်ကအဲ့ဒါရောတက်အကြောင်းပြောနေတာငါတို့နဲ့မဆိုင်ဘူးလို့မဟုတ်ပါဒီနေ့ဘုရားသခင်ကနှုတ်ကပတ်တော်တစ်ခုလုံးကိုမတ်ကြောက်တင်ထားခြင်းအားဖြင့်ကျွန်တော်တို့သင်ယူဖို့ဖြစ်တယ်ရောတက်အားဖြင့်ဒီနေ့လှုပ်ဆောင်တဲ့အရာကိုကျွန်တော်တို့ကသင်ယူရမှာဖြစ်တယ်ရောတက်အရန်ခါတိခဲ့ပါအရန်နာကြည့်ခဲ့ရသို့တော်ညာလေတိတ်ဆိတ်ညင်ဝတ်စွာနေတဲ့ကာလတစ်ခုရောက်လာတဲ့ခါမှာဘုရားသခင်ကသူ့ကိုဘာဖြစ်တာလဲအားလုံးထဲမှာချီးမြှောက်တယ်အားလုံးထဲမှာဘာဖြစ်တာလဲမိသားစုကိုပြန်ဆွဲထူလာတဲ့ခါမှာတာ၍ဘုရားသခင်ရဲ့လောက်ရက်ကိုသူတို့ကမြင်လာမှာဖြစ်တယ်ဒါကြောင့်ချစ်တော်မိတ်ဆွေဒီနေ့သင်အသက်တာမှာသင်ရဲ့မာရွံ့တဲ့လှုပ်ဆောင်ချက်ကသင်မောပန်းနေသလားဒီနေ့ဘုရားသခင်ကငါစီနီးခံပါတဲ့ငါအထဲမှာနှုတ်ညံ့တိမ်မွေ့ခြင်းရှိတယ်တဲ့သင်ကိုနှုတ်ညံ့တိမ်မွေ့စေတဲ့ဘုရားဖြစ်တယ်အဲ့ဒီနှုတ်ညံ့တိမ်မွေ့ခြင်းကိုပိုင်ဆိုင်ထားတဲ့ဘုရားကပဲသင်ကိုနီးအမှန်ပေးနိုင်မှာဖြစ်တယ်ဒါကြောင့်မိတ်ဆွေသင်ရဲ့အသက်တာမှာသင်ရဲ့နာကျင်ခြင်းခါသီးခြင်းတွေဘလောက်ပဲနှစ်တွေကြာနေပါစေသင်ရဲ့နီးကိုမသုံးပါနဲ့ဘုရားသခင်နိယာမအတိုင်းသွားပါဘုရားသခင်နီးအတိုင်းသွားရင်သင်ကပေါ့ပါလန်းဆန်းလာမှာဖြစ်တယ်ဂျာနာတော်သူရောက်စတဲ့ဘုရားသခင်တာ၍ကောင်းချီးပေးပါစေတာ၍အလင်းရပါစေ